မင်္ဂလာပါခင်ဗျာတောင်ပေါ်သား LGBT Audio Channel လေးကို Subscribe လုပ်ထားတဲ့ Subscriber တွေအားလုံးပဲနေကောင်းကြမှာကြပါစေဒီတောင်ပေါ်သားဆိုတဲ့ LGBT Audio Channel လေးကနေပထမဦးဆုံးကျွန်တော်ဖတ်ပြခြင်းတဲ့ Violent Story လေးရဲ့အမည်ကအထူးကောင်းမလို့အမည်ရပါတယ်ဘိုင်းလက်စာရေးစရာချွန်းချစ်ချိုးချံကရေးသားထားပဲဖြစ်ပါတယ်တခုတောင်းမှကျင်နာကဒီ story လေးထဲမှာဆိုလို့ရှိရင် lab အပြင် security ကိစ္စတွေလည်းနည်းနည်းပါဝင်နေတာကိုတွေ့ရပါတယ်ဆိုတော့ကြတော့ဒီလူတွေကိုမရှက်တမ်းဖတ်ပြပေးတဲ့အခါမှာကျွန်တော်မေတ္တာနဲ့နားလဲပေးစီလိုပါတယ်ခင်ဗျာဝတ္ထုလေးအမည်ကအထုကောင်းပါတဲ့ဤဝတ္ထုသည်ဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းကိုမှထိခိုက်စေခြင်းကရေးသားထားခြင်းမဟုတ်ပါကြောင်းကြိုတင်အတိပေးမေတ္တာရပ်ခံအပ်ပါသည်အခန်း1လူတရားဟာတောင်ပေါ်ဒေသမှာပဲအချိန်ကုန်နေရင်မြို့ပြရဲ့လူနေမှုစနစ်ကိုနားလည်မိမဟုတ်ပေတောင်တန်းပေါ်ကအထက်တန်းကျောင်းလေးမှာ10တန်းအောင်ပြီးတော့အဖေကဖုန်းလေးတစ်လုံးဝယ်ပေးတာမို့မင်းထန်အလွန်ပျော်ရွှင်ခဲ့ရပါတယ်တန်းငယ်ဒီနေ့ဆော်ပြီးဒီချင်းအောင်မှမနေရတော့ဘူးမန်းလေးကို4နှစ်ပြင်များသွားတင်ရမယ်အဲ့ဒီမှာအလုပ်လုပ်ရမယ်ဒီထဲမှာလမ်းစေးအတွက်ငွေ3သိန်းထည့်ပေးထားတယ်အဲ့ဒီပိုက်ဆံကိုရင်အိမ်ကမပေးတော့ဘူးနော်နောက်မင်းအလုပ်ကနေလောက်အားခရတဲ့အခါ3ပေါ့လောက်အားခကိုအိမ်ကိုပေးစရာမလိုအနူးနဲ့အဖာကဖယားသခင်ကောင်းကြီးပေးပါစေလို့ဆုတောင်းပေးကြပြီးမန်းလေးကိုသွားမဲ့ကားဂိတ်အထိလိုက်ပို့ပေးကြပါတယ်ကားထုတ်မှအိမ်ကိုပြန်သွားကြပါတယ်သားလေးတယောက်တည်းဆိုပေမဲ့သူတို့တောင်ပေါ်မှာဆက်ထားနေရင်တိုးတက်ဖို့အခွင့်အလမ်းမမြင်ဘူးလေမင်းထန်ရဲ့ဘဝကိုသူတို့လိုပဲတောင်ရခုံရင်နဲ့အချင်းကုန်မသွားစေခြင်းမိဘဆိုတာသားသမီးတို့ရဲ့ကောင်းကျိုးကိုပဲလူလာကြတာပါမင်းထန်အတွက်တော့ဒီခရီးဟာကောင်းသောခရီးပဲဖြစ်လိမ့်မယ်ဟုယုံကြည်လို့လည်းနေကြပါတယ်ကားပေါ်ရောက်ချိန်မှာတော့မထမတ်ပဲဖာသာနဲ့အတူထိုင်ခွင့်ရခဲ့ပါတယ်ဖာသာကတာမင်းထန်ဟိုရောက်ရင်ကွန်ပျူတာသင်တန်းတက်ကွန်ပျူတာသင်တန်းတက်ရင်မန္တလေးမြို့အကြောင်းလေ့လာပါသင်တန်းကပြီးတဲ့လက်မှတ်ရပြီးမှအလုပ်ကိုရှာအထူးမှကျွန်တော်ဖယားသခင်ရဲ့အဆုံးအမကိုလုံးဝမစမ်းချင်ပါနဲ့ဟုတ်ကဲ့ပါဖာသာအေးငါသားမင်းထန်ကိုဖယားကောင်းကြည့်ပေးပါသေးမင်းထန်တို့လိုက်ပါလာတဲ့ကားဟာကိုယ်ကောက်မတ်ဆောင်နေတဲ့တောင်တန်းတွေပေါ်ကနေမြေပြန့်စီတဖြည်းဖြည်းဆင်းသက်လာခဲ့ပါပြီနင်းမြူတွေကသူ့ကိုခထပွေးဖက်နမ်းရှိုက်ခါလက်ပြနှုတ်ဆက်နေကြပါတယ်တောင်တလပန်းနေဝေးနေတဲ့တောင်တန်းကြီးဟာသူ့ရင်ခွင်ထဲကနေခထထွက်ခွာသားမဲ့မင်းထန်ကိုအေးဆက်စွာပြုံးပြနေပါတယ်ပြန်လာခဲ့မှမို့စောင့်မျှော်ပေးကြပါချစ်တဲ့တောင်တန်းကြီးတို့ရေအခန်းနဲ့ရွှေမန်းညုကြီးရဲ့ခမ်းနားထေဝါမှုတွေကိုမင်းထန်အလွန်သဘောကျနေခဲ့ပါတယ်ကျုံပွေးပတ်လေကနေရာတွေမန္တလေးတက္ကသိုလ်ကြီးရဲ့ဖော်ရွေမှုတွေကိုနှစ်သက်သဘောကျနေတာမို့အဝေးသင်ကိုလည်းမန္တလေးမှာပဲတက်လိုက်တော့မယ်လို့တောင်ဆုံးဖြတ်လိုက်မိပါတယ်ကွန်ပျူတာသင်တန်းတက်ရင်မန္တလေးမြို့အကြောင်းမန္တလေးရှုမျိုးကလူနေမှုဒလေးစရိုက်အကြောင်းတွေကိုလေ့လာရင်တော်ဆဆနဲ့ပေါ့မင်းထန်ဒါငါအခန်းမယ်လာထိုင်အောင်ဒီနေ့အချိန်ရတာနဲ့ကွန်ပျူတာသင်တန်းမှာခင်တဲ့တငယ်ချင်းအဆောင်ကိုလိုက်သွားဖြစ်ပါတယ်သူတို့အဆောင်ကတန်ရှင်းတက်ရပြီး2ယောက်တစ်ခန်းနေကြရပါတယ်အခန်းကလည်းကျဲတယ်လို့ပစ္စည်းအမြောင်များလည်းထားလို့ရပါတယ်နောက်ကျောဘက်မှာဝရန်တာလေးပါလိုက်သေးတာမို့နေပြောပါတယ်အမလေးလေးအဲ့ဘက်ကလေးမှာမထိုင်ပါနဲ့ကိုတော်လေးရဲ့ဒီဘက်ကကလေးမှာလာထိုင်ပါအဲ့ဒီကရင်ဆောင်နှက်ကဇီသားကြောင့်လို့ပါသူ့နေရာထိုင်ရင်မကြိုက်ဘူးကိုခန့်ကသူ့အခန်းပေါ်အကြောင်းပြောပြနေတာမို့အာယုံဆိုင်နားထောင်နေလိုက်ပါတယ်ရွှွှွဝေးနေအောင်ပြောပြလို့အပြီးမှာတော့ကိုခန့်ဟာရေမိုးချိုးဖို့အခန်းထဲဝင်သွားပါတော့တယ်ကိုခန့်ပြောပြတဲ့ဇီစားကြောင်ဆိုတဲ့အခန်းပေါ်ရဲ့အိယာကတေးတက်လွန်ပါတယ်စာအုပ်စဉ်အလံပေးနိုင်အဝတ်ပီယိုနဲ့ဖနက်ချွတ်စင်ကအစားသူ့နေရာနဲ့သူပါ
အောက်ချင်းငှက်ရုပ်ကလေးပါလားစာအုပ်စင်လေးရဲ့မြင်သာတဲ့တနေရာမှာအောက်ချင်းငှက်ရုပ်ကလေးကိုတွေ့လိုက်ရပါတယ်ကိုယ်တိုင်ကချင်းမျိုးနွယ်စုတယောက်ဖြစ်တာကြောင့်အောက်ချင်းငှက်ဆိုတာနဲ့ချစ်စရာမျက်နှာတရားအဖြစ်နှလုံးသားထဲမှာဆွဲမြဲနေပြီးသားပါဒါကြောင့်အောက်ချင်းငှက်ရုပ်ကလေးကိုတယူတရကောက်ကင်လိုက်ရင်ဒါဆိုသူပဲလားဖြစ်နိုင်တယ်အဲ့နေရာသူယူသွားခဲ့တာနေမယ်မဖြစ်နိုင်ပါဘူးသူငါ့ကိုအလေးထားတာမှမဟုတ်တာအလေးထားရင်ငှက်ရုပ်ဝမ်းပိုက်ထဲကစာအုပ်ဖတ်ပြီးငါ့ကိုဆက်သွယ်ခဲ့မှာပေါ့အာယုန်ကြီးထွေပြပြီးအယုတ်ကိုကိုင်ကငေးမောနေမိပါတယ်ကြာခဲ့ပြီမဟုတ်ပါလားမေးလောက်ရောပေါ့ငယ်စဉ်အတွေ့တွေဟာတောင်နှမ်းပေါ်မှာမြူကိုးတွေအဖြစ်ကနေတိမ်ဆိုင်တွေစီအငွေ့ပြန်သွားခဲ့တာနှစ်ပေါက်နေခဲ့ပြီလေလှုပ်ပြန်มาပြီမင်းထန်ရာအဲ့ဒီဘက်ကဘီလီယံနာရဲ့ပစ္စည်းတွေကိုမထိပါနဲ့ဆိုအခုတော့မင်းကငှက်ရုပ်ကိုတောင်ကင်ကြည့်နေသေးတယ်အဲ့ဒါရာဇဝတ်အိုးဒုံနဲ့ထိုးတာတဲ့စိုးတယ်နော်သူပြန်လာရင်တော့ငါ့ကိုပုံနှကားတိုက်တော့မှာပဲကိုခန့်ကသူ့ခန္ဓာကိုယ်ရည်တုံရင်ညင်းညင်းညူညူလှုပ်ပြန်နေပါတယ်ခမန်းကြည့်ရသလောက်တော့အဲ့ဒီလူဟာလူကွာစာကြီးဖြစ်ပါလိမ့်မယ်ထိုလူဘလို့ပုံဖြစ်မလဲထိုလူဘာလုပ်တယ်လဲထိုလူကအသက်ဘလောက်ရှိနိုင်လဲမရေရာတာကိုတွေးကခံမှန်းကြည့်နေမိပါတယ်မင်းထန်စုံခဲ့ဘူးတဲ့လူတရားဟုတ်မဟုတ်တွေးရင်အဆောင်ရောက်ပြီးနာရီတချို့ကြာတဲ့အထိလူကထိုင်းမှန်နေပါတယ်ရေစက်ရှိရင်တော့ပြန်တွေးရမှာပဲလေကိုခန့်မင်းကဘယ်နှခါပြောအမှတ်မရှိရကောင်ပဲငါပစ္စည်းတွေကိုမကင်ပါနဲ့လို့ပြောရအောင်အေးဟေးငါတို့အခန်းကိုလိုက်လာတဲ့ငါတငယ်ချင်းတက်ကကင်နာဟေး तू ကကင်ရုံမကဘူးနော်ငှက်ဝမ်းပိုက်ထဲကိုတော့တတိချာချာလေးမော့ကြည့်နေတာဘလို့အဲ့လူကငါငှက်ရုပ်ကိုကင်ကြည့်တယ်ဟုတ်ပါတယ်ဆိုကွာကိုခန့်အဲ့လူကဘလို့ပုံစံမျိုးလဲသူ့နာမည်ဘလို့ခေါ်လဲသူ့နာမည်မင်းထန်နဲ့ချင်းအောင်ကနေလာတာသူ့ပုံစံကမျက်နှာဝိုင်းနေနှစ်ဖူးချင်းနဲ့နာရန်စင်းနဲ့အရာကတော့တိတ်မရှိဘူးသူ့အတန်ကခတ်အောအောတိုင်းရင်းသားဆိုတာခတ်ဝဲဝဲပေါ့ရှာပြီကျေးဇူးပဲငါကောင်မင်းသူ့ဖုန်းနံပါတ်ရှိမလားငါ့ကိုပေးနောက်ပြီးသူနဲ့ရိုက်ထားတဲ့ဓာတ်ပုံကမင်းမရှိလားဓာတ်ပုံတော့သူနဲ့ငါအတူမရိုက်ဘူးသူ့ဖုန်းနံပါတ်ကတော့ဒီမှာရော့တကယ်သူလေးပဲလားတရုတ်ဝမ်းသာအားရပြုံးကကိုကန့်ပခုံးကိုပုတ်ပြီးကျေးဇူးကွာဟုဆိုပါတယ်မင်းထန်ကိုချက်ချင်းဆက်သွယ်ဖို့သူစူးစမ်းပါတော့တယ်တရုတ်ငါမင်းနေရလေမင်းတို့ကအတိလားလို့ဖုန်းကိုကိုင်ကဝရန်ဒါပဲတွတ်တွတ်ကလေးထွက်သွားပါတော့တယ်တရုတ်ဆိုတဲ့ကောင်ကကိုခန့်မေးတာကိုမဖြေနိုင်တော့ပါအခန်း3မင်းထန်ငါဟာတရုတ်အော်ကိုလေးထွန်းထောက်လင်းလားမှတ်မိတာပဲညီ AG agency မှာအလုပ်အပ်နေလို့နောက်မှပြန်ခေါ်မယ်နော် AG ဆိုကိုနဲ့နေတယ်ကိုလာခဲ့မယ်အဲ့ရနေခဏဆောင်နော်အဲ့ဒီလူကတကယ်ပဲကိုလေးထွန်းတောက်လင်းဖြစ်နေတာပါပဲအရက်ရှိအသားဖြူဖြူနဲ့မို့သူတို့မိသားစုကသူ့ကိုတရုတ်လို့ခေါ်ကြပါတယ်နောက်တော့သူ့ပတ်ဝန်းကျင်ကလူတွေသူ့တငယ်ချင်းတွေကခေါ်ကြရင်းနဲ့သူ့နာမည်ကတရုတ်ဖြစ်သွားပါတော့တယ်အတန်ခတ်အော်နှစ်ဖူးပင်မကျင်းမကျဲအောက်ကမဲမှောင်နေသောမျက်ခုံးမွှေးပိုင်ရှင်မျက်လုံးကြဲကြဲနာရန်ဆင်းဆင်းနဲ့လေတိုင်ကချစ်စရာတကောက်ကပါလိုက်ပါသေးတယ်ခြုံပြောရရင်ပိန်ပိန်တွယ်တွယ်ဘဲကြောပေါ့ဒီအေဂျင့်ကနေအလုပ်အပ်ထားတာလားအကြောင်းစောင့်လိုက်ရတာကွာဒါနဲ့ညီပိုချောလာရဲ့နော်တရုတ်ဆိုတာကဟိုတုန်းကခတ်ချီချီစကားခံနေပါအခုတော့အဲ့ဒီကောင်ကစကားတွေကိုရွှွှွဝေးနေလိပြီနှုတ်ခမ်းနာနေရလားညာဟုတ်တော့ပဲဒီဒေတာကမင်းနဲ့တိတ်မရင်နေသေးတော့ဒီမှာတော်တော်ပူတယ်မင်းတော့နေသားချအောင်အတော်ကြိုးစားအောင်ပါအဆောင်ပြန်လိုက်ပို့တဲ့တလန်လုံးကိုလေးကမင်းထန်ကိုသူ့မျက်လုံးနဲ့ကြွကြလာအောင်ဒီရဲဝန့်စွာစူးစိုက်ကြည့်နေပါတယ်တစ်ချက်လေးမှအကြည့်လွှဲမတော်ပဲစိုက်ကြည့်နေရကြောင်းမင်းထန်ကောင်းငုံထားရပါတယ်ညီညနေအကိုဘေးရဲ့ငုံစည်းလေးကိုမကြငုံတော့သူကလေချောင်းနာလေးပျောက်တယ်
Now, see na can is wali to a. She lemon manchu. She may not talk wall. A penule timatona dila. Go iron like me. Yaniga a go a chimialo aqua. Moin, Nilina Jaini be. Emma, ni Kalimoto bow. Kalimoto lupura bohonia. Oh, Tabeno, ni echangabi. Minta Leran Jonda Runga Kulipia, down a chimbio yalabare. Kuline Mamido Manamania ha Edunga Minta Inijin Jangdua Boriba. Seranjang du Mamiga Minta on Techebi me. Kuranga Kuliti Ugaro Minta was a carbon piamapio kebao. Di ouching in a conga, the Sada Ashijara. Below a kekeri to do it, Pero Mam Quetao. Tiro Kulia ding po yog liu you. Nya nge suro nye ma yog liu you tame. Sure, at you, you likely. Mamiga tumang de yoku yubo zobyo mam Eugene you dobare. Mintan temare kuli e yoku usai mam hopu sora. Tariga two cent chingabo. Akuro. A canly. Ni. Daga hotama loya to lulafi taita volley. Mahuya kulia. Manly yakrega. Kule we beat away you. Kule juda rebe saniaro analuba. Nabi aloya rapin don't yet enjoyable. Oh, hobabi. Tanekule. Ni nando nem yagdelu. Laipovala. Ubenderaro. Mahamyamuniro. Sejoro. Now, Chelsea Piane, Manly Town Nolo. A tinkiani up yakibi. Nano Miafulo. Now we all Timalene needed menu of Jangsuale, watching the air. Ah, Namadwa. Madam Manly young Javo. Nano Nakawi Yavura. Navi Mahamyamuni ne Minea. Hote. Tame Kuliro Yinchi mu Atomia Taraniaru Nili Latine. Shouchinabia. Libono. Libolo. Ah, Mau. Toilem doau. Tu Madwara neve. Tiluam doaburella. Jam beyond you. Lightwin neighbor. Sha uncle Dwabiama. Sha uncle Dwama. Mintanga Ludomuba. Luciago Loya Machinabare. A dapu a young abbey coneshibi, Kanakoma, Mapelo Mawaloma. Kabumbu Nidale shibi, Yota Poyita Bare. Meta, Jo. Tis out repair me. Too hard to Sajala Signania. Pachamauya. Sing it a Kachanda Patalo, the Chabazama Pachim. Meow. Lunges or Sapama. Damasita Anger Romishima. Now a council quachanema. Nisitam Java. A kakari to lose in your car. Peashimatsu down be quamp and yuele. Tarora bonia, dama meow, Pacupama. Hotel Bida Samani, a chin ha, lean to the Lumian Sanswa Pito Gabare. Hotega Pu and Babri Tanama, then you there, then you nearane, a chintala, Jagababi. Kulia Mintansi Machakana La Lishibi, Nedingate Bulu, Gusai Labare. Travime Hotenica Lu, Tumadojan and Yari, two Simondare Yarigo, the Chatu Gule, Pimlu Tataro, two Tongzambo. Minta Minjang Hamadi Unyam Tene Mandelimu a Chinchin Leba Qua Kulima Limabura, Laibu to Netuarabo. Eva Miham Betune Totava. Eri Muku account and now Done. Ha, could you go away in oak you decide like Pura, Tomawe, Toyin, Toale, Tochilai, Menga Jampime. Tea and Dimity and the Dave, Ni Edome. Pong was a chubby Ayatema Lenny Library. Quantanyaka Jamaro Pong and Labia Mare. Hello, a cool being to care. I mean some she young dear. Ah, Kulia Muchuk Nivili, Tota Lakasama. Tunyaga Shwilaha, Shwiman Mutukulungo, Shuyang DJ Chapini Mare.
လာအောင်မှာကိုလေးကခါတိုင်းထက်ပိုလို့မင်းထံကိုစူးစူးရှာရှာကြည့်နေပါတယ်အဖြူအောင်ဇင်းလေးကိုတေတေတတ်တတ်ဝတ်ထားသောသူစီကအရင်နှံတချို့ထွက်လာပါတယ်ကိုလေးတောက်ထားလားနည်းနည်းပါဘာနည်းနည်းလဲရိုက်ထိုးနေတာကိုညီနောက်ကိုအဲ့မျိုးကိုဆွဲကောင်းတဲ့အပြုံအတူမထွက်ပါနဲ့လောက်ကွာကဲလာပါအဲ့ဒါတွေနောက်မှပြောညီကိုလေးဆောင်လိုက်ဖို့မယ်တစီတစီငါပြီးအဆောင်ကိုပြန်လိုက်ပို့လိုက်ရပါတယ်သူ့အဆောင်ပြန်ရောက်တဲ့အထိတလန်းလုံးမျိုးကိုနဲ့အပြစ်မထွက်ပါနဲ့ဆိုတာကိုပဲအကြောင်းထအောင်ပြောနေပါတယ်သူ့ရဲ့ဒီတပ်ပြားဟောင်းကြီးကိုနားထောင်လို့နားယူသွားတဲ့အချိန်မှာတော့အဆောင်ကိုပြန်ရောက်ပါတယ်အဆောင်ပြန်ရောက်တော့သူ့ကိုစိတ်မချရနဲ့အခန်းထဲထိလိုက်ပို့ခဲ့ရသေးတာပါဟူးလေးတိုင်းဖနက်တီချွတ်အဝစားတွေလည်းလှဲပြထားခဲ့ဦးမှာမိုးရင်နန်းထောင်းနေမှာအင်းကြီးကိုချွတ်လိုက်တော့ကိုလေးရဲ့ဘယ်ဘေးရင်ဘတ်မှာခမ်းပဲဟိုတော့တတူထိုးထားတာကိုတွေ့ရပါတယ်ချက်ကနေစီးကုံအထိအမွှေးတွေဆက်ပေါက်နေပြီးသူ့ရဲ့အသက်ရှူသံကြဲကြဲကမင်းထံကိုအားကောင်း60ရာအမှန်ပါအခန်းမို့ကိုခန်းက night duty တာဝန်ကျနေအောင်မို့အဆောင်ကိုပြန်လာမှာမဟုတ်ပါဘူးသို့တော်မင်းထံကိုလေးရဲ့ခပတ်ကိုဖြုတ်ပြီးဘောင်းဘီကိုမချွတ်ရပါဘာပြမမသိပေမဲ့ရင်တွေတုံကခေါင်းတွေမူးကျင်တယ်လို့ရိုးတိုးရိတ်တိတ်ဖြစ်လာပါတယ်ငယ်ငယ်ကလေးကခုတီတူတော်ငါ့ကိုစိတ်ဝင်စားတာငါသူ့ကိုစိတ်ဝင်စားစရာလားငါလုပ်ပြရမှာကဘောင်းဘီချွတ်ပေးခဲ့ရုံပဲရင်ကုန်းရဲ့စိတ်ကိုထိန်လို့ရဲတင်းစွာခပတ်ကိုဖြုတ်ပြီးဘောင်းဘီကိုချွတ်ပေးလိုက်ပါတယ်ပြီးမှဆောင်အပါလေးတစ်ထည်အပေါ်ကနေလွှားချုံပေးဖို့ပြင်ဆင်နေချိန်ကိုလေးကမင်းထံကသူ့အပေါ်ဆွဲအိတ်စေပြီးသူ့နှကန်းတွေကိုအငမ်းမရနမ်းဆုပ်ပလိုက်ပါတယ်အန်အောမင်တချင်းများစွာနဲ့တူမင်းထံလည်းသူ့ခေါ်ဆောင်ရာနဲ့ရှိုင်းဆုံးတနေရာကိုလိုက်သွားပါတော့တယ်မင်းထံရဲ့တီရှပ်ကိုအပေါ်ပင့်တင်ကရင်အုပ်ကြဲကြဲကိုရှာနေရက်ပြီးရင်လက်တစ်ဖက်ကလည်းသူ့ကြောပြင်ကိုခောက်တုတ်ခောက်ပြန်ပွတ်သက်ကြည်စဲနေပါတယ်ပြီးနောက်မင်းထံကိုအားရမှောက်စီလျက်ဖင်ကိုတစ်ချေရိုက်လိုက်ပါတယ်မင်းထံကော့သွားပါတယ်နောက်ကနေသူ့အပေါ်ခွစီပြီးနောက်တထောင်နဲ့မင်းထံလက်ပင်ကိုညှိယူပြီးထောင်မှတ်နေတဲ့အရာကိုသူ့တင်ပါဖို့ပြေးလွှားကစားပေးနေပါတယ်ညီးညူတန်တစ်ချက်ထွက်ပေါ်လာတော့ဘောင်းဘီကိုအောက်သို့ဆွဲချလိုက်ပါတယ်တင်ပါဆိုင်အမြောင်ကြားကိုဒရွေးတွေထွေးချပြီးမာကြောတဲ့အရာကိုမြုပ်အောင်ထိုးသိမ်းလိုက်ပါတယ်တင်းကျပ်နေတဲ့အဝါကလည်းမာလွန်းနေပါတယ်တဖြည်းဖြည်းနဲ့ထိုးတော့မှမင်းထန်နာကျင်သလိုလိုကောင်းသလိုလိုခံစားလာရပါတယ်ကိုလေးအားခဏငြိမ်ထားပြီးရင်အုံကိုနောက်ကနေဆွဲပေးပြီးညာနေရွက်ကိုလှမ်းကိုက်ပေးလိုက်ပါတယ်ဒီထီတွေ့နောက်ကိုလာရင်ပိုလို့အချိန်ရလာသူကကိုလေးတယောက်ပါဒါကြောင့်မဲအဆုံးထိဖိသွန်းလိုက်ပြီးမြင်းစည်းနေရသလိုခံစားမှုကပိုကောင်းလာသလိုထွက်တဲ့တစ်ခုချင်းကိုဆွဲငင်ထားတဲ့အတွန်းသားတွေရဲ့ဝန်ဆောင်မှုကြောင့်ကိုလေးတယောက်လွန်လူကပိုထလို့အချိန်ရနေခဲ့ပါပြီလူကလည်းအချိန်ကိုပိုမြင့်ဖို့အသင်အားကုန်နှွှဲဖို့လည်းအသင်ဖြစ်နေပါပြီရမကအချိန်ကြောင့်လားပင်ကိုကပဲကြာတာလားမသိမုံဆွဲကိုဆွဲခံနေရပါပြီကြီးပဲကောင်းလိုက်တော့လုံးမကောင်းလားဖြေလေးကောင်းလားလို့လုံးမကောင်းလိုက်တော့ကွာငါဒီလိုနေချင်နေကြာလာပြီမင်းထန်ရဲ့တင်မကိုအားနဲ့တစ်ချက်ရိုက်ပြီးကိုလေးကသူ့ဆန္ဒရဲ့အထွတ်ထရဲ့အစုံမှာပူနေချွဲကြီးကြီးအရာတွေကိုလွတ်ထိုးလိုက်ပါတော့တယ်မာကြောတဲ့အရာလေးကိုတော့အပြင်သို့ထုတ်ခွင့်မပေးပေခန္ဓာကိုယ်ဆောင်းလို့တင်းကျပ်စွာဖက်အိမ်နေပါတော့တယ်နောက်တစ်ချီတော့ထမဆွဲတော့ပါမင်းထန်ကတော့တိမ်ငယ်သောအတွေးတွေနဲ့ငါလုံးမဆိုတာကိုလေးမကြင်မနှက်ဖြစ်နေတဲ့သူကောင်မလေးလားသူတို့စိတ်ကောက်နေကြလားဒီလိုတွေးနေမိပါတယ်ကိုယ်ခန္ဓာကိုယ်ဘောကကိုယ်အချစ်ဆုံးလို့သတ်မှတ်ထားတဲ့လူကမတင်ကားစရာယုံမှားစကားတခွန်းကိုစိတ်လိုလျာထွက်ဆိုခဲ့ပြီးဆိုတော့
ကိုတဲ့ကယူဆိုင်ရတဲ့သူဖြစ်နေမလားလို့တွေးရင်အိတ်မပြောနိုင်ပါသူကောင်မလေးဆိုရင်တော့တိတ်ချုံပါပဲကိုခန့်ပြောတာတော့ကိုလေးတယောက်ကရည်သားများတယ်တဲ့တွဲလိုက်ရင်အခြေနဲ့အနေနဲ့ဖလန်းဖလန်းလို့ကြည့်ပဲတဲ့မြန်မာဆန်ဆန်လေးနဲ့ရင်ချစ်တိတ်မွေ့ပြီးအိမ်ကြီးရှိရဲ့မန်းသူလေးဆိုရင်တော့သူ့အတွက်ပိုးဆင်ပြေမှထင်တယ်ကိုလေးတလောက်တန်းတန်းတတဖြစ်နေရင်အဲ့ဒီကောင်မလေးဟာသူ့ကိုယ်သူတန်ဖိုးထားတဲ့လူပဲဖြစ်မယ်ဒါကြောင့်ကိုလေးသူ့ကိုဆွဲလန်းနေရပေါ့မင်းထန်ကလည်းနွနွနှောင်မဟုတ်ပါသို့တော့ကိုလေးကိုငယ်စဉ်ကတည်းကချစ်မြတ်နိုးခဲ့ရသူပါအခုတော့ကိုလေးဟာသူ့ကိုချစ်လို့ဒီလိုစစ်ဆန်ခဲ့တာမဟုတ်ပါလားလို့သူတို့ရင်အပူမြေတွေကြာလာပါတယ်အခန်းကစီးသားကြောင့်မစ္စတာလင်းဘယ်ချိန်ထိအိတ်နေမှလဲကြည့်အောင်ငါကြတော့တတ်ရနေဖို့ပြောလိုက်တာသူကြတော့ညာငါတော်တော်လေးမူးသွားလို့ပါကွာကိုကအလောက်ကအပြန်အော်နှူတော့မှအိယာကနေထားဖို့ပြင်လိုက်ပါတယ်ခေါင်းတွေကြိုက်ခဲနေပေမဲ့အလုတ်သွားရမှာမို့အာယူထားကရေချိုးခန်းထဲဝင်ခဲ့လိုက်ပါတယ်မင်းထန်ကတော့ဘယ်ချိန်ပြန်သွားခဲ့တယ်မသိပေရေချိုးပြီးတော့အိယာကိုသိမ့်မဲ့လို့စဉ်ခြုံဆောင်အပါးလေးမှာသွေးကိုတွေဆွဲထင်ကြံရတာကိုတွေးလိုက်ရပါတယ်ဒါကတွေးတွေပါလားခေါင်းကိုခါရမ်းပြီးစောင်လေးကိုခောက်ကအဝတ်လျှော်ချင်းနဲ့လှန့်ထည့်လိုက်ပါတယ်တတိယရဲ့စိတ်မညမတာလှုပ်ခဲမိလို့တနာသွားတဲ့စိတ်အလူတူရဲ့လာမမေးပဲကိုဆန္ဒကိုအရာယူခဲမိလို့အာနာမိတဲ့စိတ်နဲ့မင်းထန်ကိုသူဖုံးခေါ်လိုက်ပါတယ်သို့တော်မင်းထန်ဖုံးမကင်ပါတကောနှစ်ကောသုံးကောနောက်တော့မင်းထန်ဖုံးဆက်ပိတ်သွားတဲ့အထိမင်းထန်တင်နာမတက်တာ3ရက်ရှိပြီဘယ်ဒီသွားနေရလဲငါတိတ်နေမကောင်းလို့ပါဇီးစားကြောင့်အဖိုးလင်းကလည်းမင်းဖုံးပိတ်ထားလို့တဲ့တင်နာရှိလာဆောင်နေရ3ရက်ရှိပြီနေအောင်အဲ့ဒီလူကြီးမူးမမှန်တာလဲ3-4ရက်ရှိပြီနော်တညာလုံးစေးလိတ်တွေကြီးပဲထိုင်တောင်းနေတာဒါနဲ့မဟုတ်မှလွယ်ရောနေနဲ့အဲ့ဒီစီသားကြောင့်နဲ့ဘယ်လိုပတ်သက်တာလဲဟာကိုခန့်ကလည်းမင်းနဲ့တို့ဒေတာကိုသူ့ဖေတာဝန်ကြလို့တနေ့လောက်သူတို့လိုက်လာကြတာအဲ့ကနေတီးတာတာမန်မီထုခေါ်ပြောရုံပါပဲဟုတ်ပါပြီငါကတော့စမ်တီလို့တင်နေနော်ဒီနေ့လဲစိတ်မပါလို့တင်တန်းကိုမတော်ခဲ့ပြီထိုများကအဖြစ်ကိုတွေးပြီးဝမ်းနဲ့နေမိတာအမှန်ပါငါဘာလို့ခုထိဆွဲလန်းနေမိရလဲပြန်မတွေ့ခင်အကောင်းသားပေါ့အခုတော့သူချစ်တဲ့သူပိုင်ဆိုင်ခြင်းနဲ့သူဟာငါဘာမဟုတ်တာတခြားတယောက်ဖြစ်နေပါရောလားနေသူချစ်လာဖို့လုပ်ယူလို့မရတာမင်းထမှာဖြင့်သူခွန်သူအားနဲ့မညာမတာအနိုင်ယူခံခဲ့ရလို့လမ်းပင်သိမ့်မလျှောက်နိုင်သူချက်လို့သူမြန်နိုးလွန်းလို့ယူသွားတယ်ဆိုရင်မင်းထန်ကြည်ပြူပါတယ်အခုတော့သူ့ဘောကျင်နာတရားနဲ့တစုံတရာကိုတန်းတနေတာကိုတော့မင်းထန်ရင်ထဲမှာတမျိုးကြီးတကယ်တမျိုးကြီးပါပဲပြောရရင်တအုံနွေ့နွေ့နဲ့ခံစားရခက်ကြီးပါဟီးချပြီးငိုချလိုက်ဖို့ကလည်းမဖြစ်မင်းထန်လမ်းလျှောက်ရင်တောင်ရောက်မြောက်ရောက်တွေးမိတွေးရတွေးရင်ငေးမိငေးရငေးရင်ကြည့်မိကြည့်ရကြည့်ရင်ကဟိုထိုင်ကုန်ပါကိုလေးနဲ့မင်းကလေးတယောက်ပါလားအော်ငါစိတ်ကူးတဲ့အတိုင်းပဲအဲ့မှာရင်ကြည့်လိုက်တာကိုလေးမကြည့်မနှံ့နဲ့ဆဲဆိုနေရသူဖြစ်ရမယ်လိုက်ဖက်လိုက်တာနော်အေးပေါ်လေးဒီလောက်လာတဲ့အမားနဲ့ငါဘာစိတ်မချနိုင်တာရှိလို့လဲသူအစဉ်ပြေရင်ပြီးရောမဟုတ်လားပြေးလွှာနေသောနှွေတိမ်ဆိုင်ကြောက်ကရက်တွေထဲမှာဒီလိုတစ်ဖက်သားမျောလင်းမိတဲ့စိတ်တွေပါသွားရင်ကောင်းပါအခုတော့မပိုင်ဆိုင်ရတဲ့ချစ်တွေကရင်ထဲမှာကစုံပေါက်လို့ပူလွန်းလာတဲ့ဒီရင်ဘတ်ကြီးကိုဘဲတပြန်များတပြန်တအိမ်နီအောင်ထုပစ်လိုက်ခြင်းရဲ့သို့တော့
မိမိကိုနာကြအောင်နှိပ်စက်မှုညှဉ်းပန်းမှုမျိုးကိုဖဖရားကမကြိုက်ညီခေါ်နေရကြပြီမနေ့ကစမ်းဒေးလေဖះเจ้าတက်မလားအော်ကိုမျိုးကိုတက်မှာညီဖះเจ้าတက်မှာပါဒါဆိုအကိုလာခုမယ်လေကိုမျိုးကိုကဟိုတယ်စူပါဗိုက်ဇာပါမင်းထန်ကိုလည်းအလွန်ခင်တတ်ပြီးအလွန်ဂယူဆိုင်တက်သူတယောက်ပါမင်းထန်နဲ့ဖះအကြောင်းအတူတက်လေးရှိပြီးအပြင်သွားရင်လည်းမင်းထန်ကိုခေါ်လေးရှိပါတယ်သစိန်တယောက်စီကနေနှွေထွေးချင်တာမှုရဖို့မျောလင်းကြရခြင်းအနာကျင်ရပါလားသူဟာမင်းထန်လို့လူငငယ်ကနေခုတိမကျင်သာနိုင်ခဲ့ပါဘူးအလေရာနှုံးကသူရှိမှမင်းထန်နဲ့ចောင်းသားတချို့ရန်ဖြစ်နေကြတာကိုမြင်လေးနဲ့သူမင်းထန်မှုကူညီခဲ့ဦးနောက်ဘလောက်ပဲသူကသွားပြောသူဘကစကားမှပြန်မပြောခဲ့ဘူးနောက်ဆုံးနှစ်သက်ကူပွဲတော်များမင်းထန်ပေးရငှက်ရုပ်ကိုတော့မယူပဲညင်းဆန်နေရမျိုးမန်လေးရောက်လာတော့လေတွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးပါဆိုတော့သူကအားပါလေနဲ့လိုက်မပို့ခဲ့ဘူးကိုလေးမကောင်းငငယ်ရောအခုရောဘယ်တော့မှမကောင်းအဆောင်အပြင်မှာခဏရှိုက်ကငိုနေစဉ်ကိုမျိုးကိုရောက်လာနဲ့ကြပြငိုတိတ်လဲရပါတယ်ဖွာလေနော်ပုံမလင်းလေးနဲ့ကောင်းကိုမနေရဘူးအမြဲတမ်းထိတ်ချုံနေရပဲမအိတ်သေးဘူးလားညီမနေ့ကဟိုတယ်ပိုင်ရှင်တတိယတင်တာကိုအထူးပြင်ပေးရမှာနော်အကူတို့ဟိုတယ်မှာမဟုတ်ဘူးနာမည်ကြီးပါတစ်ခုကိုသွားမှာတော်ချာငါညီညကွန်းညူပြီးချစ်စရာမကောင်းမနေပါမယ်တော်အိတ်တော့သွားဟုတ်ဆိုပြီးအခန်းထဲဝင်ကစူးစမ်းအိတ်လိုက်ရပါတော့တယ်အပြစ်မှငိုခွင့်မရပေမဲ့အိမ်မက်ထဲမှာဆက်ငိုပါတော့မင်းတန်အခန်းချောင်းလျှက်စစ်မီးအောင်စုံကမလင်းမမိန်လူတွေကထိုမီးအောင်အောက်မှာအပန်းဖြေနေတာလားဇင်ယူနေတာလားမပြောတတ်မန္တလေးလိုစီကားရဲမျိုးမှာဒီလိုဘားတွေကလတ်တွေအများကြီးထိုဘားတွေကလတ်တွေမှာပင်ပန်းမှုကိုဖြေဖြောင်းနေတဲ့လူကြီးတွေလူငယ်တွေကလည်းအများကြီးအရွယ်ဆုံးလူဆုံးပါပဲဒါကပဲမျိုးပြလို့ဆိုလိုတာလားမင်းထန်တို့ချင်းတောင်မှာတော့ခေါင်းရည်နဲ့နနောက်သားနဲ့မိဘုံဘေးမှာအပန်းဖြေကြတာပါပဲနေရာတွေကွာတော့တလေးတွေလည်းကွာကြလေရဲ့ချင်းတောင်မှာတော့တစုံတယောက်ကချစ်ရင်ပိုးရပန်းရတာလေအတူစကားပြောခွင့်ရဖို့ကအစလေးနဲ့ပေါ့မျိုးပြမှာတော့မြေဝန်းချင်းစုံမိတာနဲ့ဂရင်ပေါ်တန်းရောက်ကြတာဒါတွေထားပါတော့လေတင်နာမှာတတိယဧည့်သည်တွေကိုအကောင်းဆုံးဖော်ယူပြုငါပြီးမင်းထံဝန်ဆောင်မှုပေးခဲ့ပါတယ်ကိုယ့်ရဲ့စာပေပေးမှုကိုသူတို့တွေကျင့်နှံ့ကြလွန်းလို့မုံဘိုးတွေပေးလာကြပါတယ်ညီခဏကိုမျိုးကလူရှင်းတဲ့တနေရာကိုခေါ်သွားတာကြောင့်မင်းထံလိုက်သွားခဲ့ပါတယ်ညီလေးဒီဘက်မှာတတိယမုံဘိုးတို့ဘာလို့ပေးရင်မယူရဘူးလို့မှားထားတယ်အညီတောင်မသိလို့လားဟုတ်လားအခုညီမသေးတယ်မြင်းမြတဲ့အစုံကိုယူလိုက်တာပါနောက်ပြီးတော့မုံဘိုးပေးရင်မယူရဘူးဆိုတာညီတကယ်မသိလို့ပါညီဘလို့ပဲဖြစ်ဖြစ်အခုမြင်မှာတော့အဲ့ဒါရုပ်ဆိုးတယ်ဒါကအကိုတို့နေရာမဟုတ်ဘူးလေပေးလို့ယူတာလေကွာနောက်ပြီးတောင်းယူတာမှမဟုတ်တာမင်းကဘာကောင်မို့အခုလိုခေါ်ပြောနေရလဲမင်းကိစ္စမဟုတ်ဘူးတရုပ်ဒါကငါလက်ကဝန်တန်းအမြင်မတော်တာမို့ငါပြောပြနေရမင်းတို့ဘာပြဿနာမဟုတ်လို့ဒီကိစ္စမင်းဝင်မပါနဲ့ဘာတော့ဘာဖြစ်လဲကွာရော့ခွာတော်တော့ကိုလေးတော်တော့ကိုလေးတော်ပါတော့ဆိုကိုမျိုးကိုညီတောင်းမှန်နေ
ကိုမျိုးကိုသွားရအောင်ပါလာပါကိုမျိုးကိုလာပါစို့အေးတယုံမင်းသမင်းဝအောင်စားတာမလို့ဘူးလိုမှသာမင်းတို့ကောင်အချိန်မရွေးပဲဟဲ့အောင်မြောက်ကွာင်းနဲ့ကွာကိုလေးဟာတောက်တစ်ချက်ခောက်ပြီးကြံခဲ့ပါတယ်စူပေါင်းအခန့်ရတဲ့ပွဲဆိုတော့ကိုအလုတ်ကမဟုတ်တဲ့လူတွေနဲ့ဒီလိုပဲကြုံကြရတာပါဒီကြားထဲကိုလေးကလက်ပါလာတော့မင်းထံဝန်တားရတာအခုလိုကိုလေးစိတ်ဆက်တဲ့အမူအကျင့်နဲ့လက်ပါတော်ကိုတော့မင်းထံမကြိုက်ပေဒါမဲ့သူဟာသူလက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကိုလေးတယောက်ဆိုတာကမင်းထံအတွက်မပိုင်ရတော့ပိုင်ဆိုင်ခွင့်မရှိတော့လူသားမကြခင်မင်းထံအတွက်အလိုလိုဒစိမ့်ဖြစ်သွားတော့မဲ့လူသားပဲမဟုတ်လားအတိတ်ဇဝင်တွေပြန်တွေးမိရင်တော့ကိုလေးတယောက်ဆိုတာကနာကျင်စရာအခြေဦးတယောက်သာဒီချိန်ကိုလေးကိုမင်းထံစကားမပြောချင်ပါဖြစ်နိုင်ရင်သူနဲ့ထိတ်တိုက်တွေ့မဲ့နေရာကိုပင်မင်းထံရှောင်နေခဲ့မိတာကိုအတွက်မဟုတ်ဘူးလို့သိလိုက်ရပြီးတဲ့နောက်နှလုံးသားကဘာနဲ့မှအထိမခံနိုင်ဖြစ်နေတာလေသူအကြည့်သူအတန်သူအပြုံးအလုံးကဒီရင်ကိုပြစ်ခွင်းနေတဲ့မြားတွေလိုစူးနှင်းနာကျင်စေသမို့အချစ်ဆိုတဲ့အရာကိုတင်းရှောင်နေပါစေလားအခန်းခွင်ညီမင်းအသက်ယူသားတယ်ဒါကြောင့်လူတွေကမင်းကိုအသုံးချခြင်းနေကြတယ်ငါမင်းကိုစိတ်မချဘူးအထူးသဖြင့်အဲ့ဒီမျိုးကိုဆွေလူနဲ့မင်းပတ်တဲ့နေရာကိုငါစိတ်မချတာငါမင်းကိုချစ်တယ်လေမင်းဒီသားကိုရောက်တော့အဖေကအပေါင်းသိမ့်သိမ့်မထားဘူးစာဝဲကြိုးစားရမယ်ဆိုလို့ငါမင်းကိုစကားများများသိမ့်မပြောရခဲ့တာနောက်မင်းတို့ရန်ဖြစ်တဲ့နေရာငါမင်းဘက်ကကူညီချင်ခဲ့ပါတယ်အများနဲ့တယောက်မင်းခန်းနေရတာကိုမြင်တော့ငါဘလို့မှစိတ်မချမ်းသာခဲ့ဘူးအဖေမှာထားတာရှိတယ်ကျောင်းမှရန်ဖြစ်လို့ကျောင်းကြည်ုံကန်ရောက်ရင်မန်လေးမှကြံခဲ့တဲ့အဖွားစီမှပြန်နေရမယ်လို့ပြောထားလို့ပါအဲ့ဒီချိန်ကငါချစ်တဲ့မိသားစုနဲ့ခွဲပြီးမနေရခဲ့လို့ပါနောက်ပြီးမင်းပေးခဲ့တဲ့အယုတ်ကိုငါသိတ်လူချင်ခဲ့တယ်ဒါပေမဲ့ငါမင်းကိုဘာမှပြန်မပေးနိုင်ခဲ့တော့အားနာလို့လေအခုလိုမင်းမန္တလေးကိုရောက်လာတော့ငါအယံဝမ်းသာခဲ့ရတာဒါပေမဲ့ညီလူတွေကကောက်ကျစ်တယ်လှည့်စားတယ်လူတွေကြောင့်သိဖို့မင်းကိုစာအုပ်တွေပေးဖတ်ခိုင်းမိတာပါအခုမင်းကိုငါဆုံးရှုံးရတော့မှလားမင်းကငါအချစ်ကိုမှမမြင်ပဲဘူးငါရင်ဘာကကမ်းပဲဆိုတဲ့တတူဟာငါချင်းတောင်ကပြန်ရောက်တော့ချစ်ချင်းထိုးခဲ့တာချင်းတောင်မင်းထန်ဆိုတဲ့ကောင်လေးကိုငါချစ်ရက်နဲ့မချစ်ချင်အောင်ဆောင်ခဲ့ရလို့မင်းကိုပြန်တွေးချင်လို့ရေးခဲ့တဲ့ကမ်းပဲပါငါရင်ခုန်ဓာတ်ဆအရွယ်ကလေးကငါသိချရတဲ့သူကမင်းပဲငါမြန်နှုတ်ဆုံးသူကလည်းမင်းမှာပဲမင်းထန်ပေဆုပ်ဆုပ်ယုံနဲ့ဆေးလေးကိုတရွှီရွှီဖွာချရင်ကိုလေးတယောက်ရဲ့မျက်ဝန်းတွေကစီထားတဲ့ message စာသားတွေထက်မှာဟဲ့မောင်လေးဘာဒီစီကုန်းရေးချနေတာလဲဘာမှမဟုတ်ပါဘူးအမယာဒါနဲ့ဒီမှာမောင်လေးအခုတည်းရမယ့်အမရဲ့ဧည့်သည်ကိုမောင်လေးလည်းသိတယ်ရဲ့ဧည့်သည်နဲ့တွေ့ဖို့မသိပါဘူးအမနေကိုအလုံးနဲ့ဖီးဆင်းရမယ်ဆိုလို့အမပဲကားကိုယူထားလိုက်အောင်လို့ပြောလို့အဲ့ဒါကားယူဖို့လမ်းခေါ်တယ်ထင်တာအဲ့ဒါလည်းပါတယ်နောက်ဧည့်သည်နဲ့လည်းနင်းကိုမိတ်ဆက်ပေးမလို့နင်းတို့တွေ့ဘူးပါတယ်ကိုလေးတုတ်ကဆေးလိတ်ကိုတဖွာချရင်ပြာခွတ်ထဲထိုးသိတ်ကအမဧည့်သည်ကိုကျွန်တော်မတွေ့ချင်ပါဘူးဗျာအာယုံပဲပေးကတော့ခဏပါငါမောင်ရဲ့ခဏဆောင်အခုသူလာနေပြီတဲ့မမီကသူနေတဲ့အဆောင်ရှိရာဆိုင်ကိုရုတ်တရက်အမြန်လာဖို့ခေါ်တော့ထွက်လာခဲ့လိုက်ရတာမင်းထန်စီဖို့မဲ့မက်ဆေ့တွေပင်စာစီလို့မပြီးသေးမင်းထန်ဆိုတဲ့ငဆိုင်လေးလည်းဘယ်ချိန်မှဖုံးဖွင့်မှမသိစစ်ပိတ်ထားတာတွေအဆောင်မရှိတာတွေနဲ့ဒီလူကိုနှိပ်စက်တာများချေပြီဟိုနေ့ပွဲညကလည်းလူချင်းတွေ့တာတောင်ပြုံးပြပေါ်မရဘာထားလဲကလေးဟာလူအောင်သက်နေတဲ့အရာကိုစိတ်လေးငွေ့တွေနဲ့မှုတ်ထုတ်ပြီးအမကတော့လုတ်ပြီဗျာဧည့်သည်နဲ့တွေ့ရမှာဆိုစောကြော်ပြောပေါ့အခုကျွန်တော်ပုံကိုကြည့်ဖယူဖရဲနဲ့အမဧည့်သည်မြင်သွားရင်ကျွန်တော်အမမောင်လို့ပြောရမှာ80ရာကြီးဟဲ့ငါတန်း
အဲ့ဒါနင်းအခုတလောရည်သားပူမိနေလို့လေနင်းလောက်အတန်ကြိုက်တဲ့ကောင်ဟာငါမပြောလိုက်ချင်ဘူးနင်းလေနင်းမမီကပြောလေပြောဘိုက်ခောက်ကိုလည်းဆွဲလင်လိုက်တော့အာနာရဲရဲ့မယာနာပေါ့အခုလည်းနင်းဒီစိလေးပဲတောက်နေမမီကစကားခဏရပ်ပြီးအချစ်ပေးမိလာတဲ့ဖုန်းကိုကြည့်လိုက်တော့နေစင်းဖို့လိုအပ်တာတွေထည့်ထားရန်ညွှန်ကြားလာသည့်စာဖြစ်နေပါတယ်ညနေသွားမဲ့ခရီးအတွက်လိုအပ်တာတွေထည့်ရအောင်မယ်တော့ကြော်လိုက်တာသူမလာသေးဘူးလားမသိဘူးဟောသူလာနေပြီမောင်လေးလာထိုင်ဆိုင်ကမပါဘူးလားဘယ်သူများလဲလို့ဖိုးရွှေအောက်ချင်းလေးပေါ့လူအကြာကြီးရှောင်းနေတဲ့သူလေးသူ့မှာဖြင့်မူဟာမပြေပြက်နေလို့ဝါရှော့ပို့ခဲ့တာအမမီအာနာတယ်တော်တော်လေးစောင့်လိုက်ရလားရပါတယ်ကွာအမလည်းမင်းကိုချိန်ပြီးအချိန်သိပ်မရနေတာရပါတယ်မမီကအလုပ်တစ်ဖက်နဲ့ကိုနောက်တော့ထပ်ဆုံအောင်ကွာဒါနဲ့သူ့ကိုတီးလားမင်းအလေတန်းတော့ငှက်ရုပ်ကလေးပေးပြီးအဲ့ဒီငှက်ရုပ်ထဲကိုစာရွက်ကလေးထည့်ပေးလိုက်တယ်မင်းကိုလေးတယောက်လေးဟုတ်ကဲ့မမိပါတယ်အမငငယ်ကတော့မင်းသူ့ကိုဘလောက်ချစ်တဲ့အကြောင်းငှက်ရုပ်ထဲစာထဲမှာရေးထားတာတွေ့တယ်အခုရောမင်းသူ့ကိုမချစ်တော့ဘူးလားမင်းငငယ်ကရေးထားတဲ့စာထဲမှာတော့မင်းတစ်သလုံးဒီလူသားကိုပဲချစ်တော်အောင်မယ်ဆိုအခုတော့မင်းအိတ်ဆက်သွားပြီလားကွာမငှက်ရုပ်ထဲစာငါမသိရပါလားအော်နေမကူမဆိုင်တာငါသိမ်းထားတယ်ငါဖီးစမ်းပြီးတန်လာမှာဖတ်တော့ဒါနဲ့မင်းထန်တယောက်ကလည်းချင်းပြအပြန်သူ10ရမ်းမတက်ခင်သူ့ရင်ဘတ်မှာတစ်တူထိုးတယ်သိလားသူအဲ့ဒီတစ်တူထိုးလို့ဆိုပြီးအဖေကရိုက်တာဘယ်နဲ့ချမှန်းတောင်မသိဘူးအမတို့မှသူ့ကိုတနာပြီးဘေးကနေသူ့ကိုစားအဖေကိုမရိုက်ပါနဲ့တော့လို့ငိုယူပြီးဆွဲလိုက်ရတာအမေကမင်းကွယ်မင်းဖေမကြိုက်တဲ့ဒီတစ်တူကိုဘာလို့ထိုးတာလဲလို့မေးတော့သူဘာပြောလဲသိလားတားချစ်သူကိုယူမဆိုင်ခဲ့ရလို့ပါသူ့ကိုနောက်တစ်ချိန်သားစီကိုပြန်လာစေချင်လို့ဒီတစ်တူကိုထိုးရတာပါလို့ဖြေရနော်ဒါနဲ့မင်းချစ်သူကဘာတူလဲလို့အမတို့ကမေးတော့မဖြေဘူးသိလားအမမီကစကားတွေဖောင်နေအောင်ပြောလိုက်မှားထားတာစားလိုက်လုံနေတာပါမင်းထန်တို့ကတိတ်စကားမပြောပြကြပဲမင်းထန်ငိုထားတဲ့ပုံဖြစ်ပြီးမျက်ခုံးတွေမှုနေပါတယ်တရုတ်ကတော့တမျှလုံးစိတ်လိတ်တောက်ထားပုံရပြီးမျက်ခုံးတွေညွန်နေပါတယ်ကိုလေးတရုတ်ဟာသူ့ကိုကြည်ကွဲတူးတိတ်စွာခုကြည့်နေပါတယ်ရှင်ဘတ်ထဲမှာမင်းထန်ကိုပြောပြဖို့စကားလုံးတွေအများကြီးရှိနေပုံရပါတယ်ဘာကြောင့်ဖုံးစပိတ်ထားရတာလဲတင်တန်းဘာကြောင့်မတက်တာလဲစသဖြင့်မေးချင်နေမိမှာအမှန်မှားထားတဲ့မုံတွေကိုမစားဘဲသူ့ကိုပဲငေးကြည့်ရင်မင်းထန်မင်းအဲ့ဟိုတယ်ကနေအလုပ်ထွက်လိုက်တော့တခုခုကိုစိုးရိမ်နေတဲ့အတန်နဲ့တုံကြီးစာတောင်းဆိုနေမှုကိုမင်းထန်သဘောမကျပါကိုမျိုးကိုလက်သီးနဲ့အာဘာတရားထိုးကျိတ်နေရတဲ့အကြောင်းရင်းကိုသိချင်မိပါတယ်သို့တော့ကိုလေးဆိုတဲ့ထိုလူကိုမျက်နှာချင်းဆိုင်ရေးစကားပြောနေရခြင်းကိုမင်းထန်မနဲ့တဲ့ဘာလို့ထွက်မှာလဲထွက်ဘူးအေးမထွက်နဲ့ငါအကြောင်းသိစေရမယ်သိပြီလေအမြဲတမ်းအနိုင်လိုချင်နေတဲ့လူစွာကြီးဟဲနင်တို့နှစ်ယောက်တွေးကြပြီပေါ့ငါကတော့မသိဘူးထင်လို့ကွယ်ကြည်စမ်းနှစ်ယောက်လုံးငါ့ကိုအယူလုပ်တယ်အလကားပါအမယာငါအချစ်ကိုမငြင်းနဲ့စောက်ပိန်မင်းထံကတော့ဘာမှပြန်မပြောပြီလဲလဲစုံစုံရတော့မဲ့အခြေအနေမျိုးရှိပါသေးတော့လို့ကျဉ်းနှံ့နေသူကြည်ပြီးဘာမှပြန်မပြောပြီအော်နှစ်ယောက်သားစိတ်ကောက်နေကြတာကိုကဲဒါဆိုလဲဒီနေ့တော့ဒီလောက်ပါနောက်မှထပ်တွေ့ကြရအောင်အမစေးုံပြန်သွားဦးမမို့သွားနိုင်ပြီဟဲ့ဟိုညင်းတူအကောင်ရော့ကတော့မောင်လေးမင်းထံကိုနေမဲလိုက်ပို့လိုက်နင်ကအကြီးနော်မပီမပွန်နဲ့မင်းထက်မောင်လေးရေအမတို့နောက်မှပြန်တွေ့ကြရအောင်ကွာဒေါက်တာမကြီးအမမိတီပင်ထပြန်တော့တာနာယိုခန့်ရှိတော်မူနှစ်ယောက်သားကတော့ငေးကြတယ်ခဏကြာမှမင်းထံပြန်ဖို့ဆိုင်ပြင်ပစ်စီကိုထွက်ခဲလိုက်ပါတယ်ထိုတင်တယောက်ကနောက်ကနေလိုက်လာပြီးလိုက်ဖို့မယ်ကားပေါ်တဲ့ရှားတယ်ကိုဘာသာကယ်ရီငါပြန်မယ်တက်ဆိုတက်ပြောလဲပြောလူကလည်းဘေးသို့ထွက်လာပြီးမင်းထန်လက်ကိုဆွဲကကားရဲသို့တွန်းပို့လိုက်ပါတယ်ပြီးတော့ကားရဲဝင်လာပြီးတကားကိုဝုန်းခနဲ့ပိတ်ခအရှိန်နဲ့မောင်းသွားပါတော့တယ်မပြောပါလောက်အချိန်တီမောင်းပြီးတဲ့နောက်မှာတော့မြို့ပြင်တနေရာကိုရောက်မှကားကိုရပြီးမင်းထန်ကိုရွှတ်ကနေဖက်နှံလိုက်ပါတယ်ငါမင်းကိုချစ်တယ်ကျွန်တော်ကမချစ်ဘူးကျွန်တော်လက်ကိုလွတ်မပလီနဲ့
မင်းငါ့ကိုမချစ်ပဲဖင်ခံမမလားအဲ့ဒါကမယုံတာတဲ့ချင်းနေမို့ချစ်လို့မဟုတ်ဘူးလားမချစ်ဘူးနောက်ဒုတိယလူလည်းမဖြစ်ချင်ဘူးဖိတ်ဆောင်ပါဗျာတော်တော်အေးစစ်စစ်နေပါစေငါနားမလဲဘူးဘယ်ဟာဒုတိယလူလဲဟုတ်တယ်လေအဲ့ဒီများမိန်းမတယောက်ရဲ့အမိကိုတန်တန်ထထဆဲဆူအော်မြည်နေပြီးတော့နောက်ဟိုနေရာပန်းညံနေမှာမိန်းကလေးတယောက်နဲ့ပြုံးလို့ပြောလို့မိန်းကလေးတယောက်ရဲ့နာမည်အော်ခေါ်တာဟောလုတ်ပြီးတအားကောင်းလို့အရှင်တက်ပြီးအာဘာတရစိတ်လိုက်မှန်ပါသုံးမိတာပါရည်သားများခဲ့တာမှန်တယ်ဒါပေမဲ့ဒီတယောက်တည်းဘယ်တယောက်ကိုမှမပို့ခဲ့ဘူးဒီမူပိုင်လေးနဲ့မှပဲစိတ်တွေထိမ့်မအောင်ဖြစ်သွားတာဒါကြောင့်ဒီကိုလေးကတောင်းဝင်ယူပြီးစောင့်ရှောက်မလို့လေသူပဲဖုန်းတွေပိတ်တင်တန်းတွေမလားလူဟာတာဖြစ်အောင်လုပ်တာပန်းညံတွေကငါ့ဝမ်းကွက်ညီမဟာသုံးဝန်တို့ချင်းလဲဒဇင်းကောင်မလေးနဲ့ရှာထုတ်သားမှာကွာဖုန်းဆက်ပိတ်ထားပြီးစိတ်ဝင်လို့တဲ့အတွက်ညရောက်မှအပြစ်ပေးရအောင်မယ်လွတ်စမ်းပါဗျာပိုင်စိုးပိုင်နေနဲ့ဘသူကအပြစ်ပေးခံမှုပြောနေရလဲတကယ်မချစ်ဘူးပေါ့ဒါဆိုကိုပေးမလို့ဘူးနော်မချစ်ဘူးအပါတို့စီပြန်တော့မှာအဲ့ဒါတကယ်ကောင်းတယ်သွားမယ်လေရခုမကြီးစီကနေဟော်ရီရဲ့ချစ်သူလေးကိုတခါတည်းတောင်းယူခဲ့မှာပေါ့မင်းတန်ဘာမှမပြောတာတော့ပြီကိုလီတယောက်ကလည်းမလွတ်စတမ်းဖက်ထားမြည်ပြီညီကိုတကယ်မချစ်ဘူးလားမချစ်ဘူးလားလို့မချစ်ရင်ဒီလိုပဲကိုဖက်ထားမှာနော်အချိန်တော်ကြတဲ့အထိမင်းတန်ဘာမှပြန်မပြောပြီအဝေးကိုသာငေးကြည့်နေပါတယ်အများကြီးမစင်စားပါနဲ့ဗျာကိုဒီညီလေးကိုလှုပ်ကြွနိုင်ပါတယ်အဆဆရရတောင်းဝန်လဲယူနိုင်ပါတယ်ဟုတ်လောလောဆယ်တော့ညီဆာမွေးတို့အာယုံဆိုင်အောင်မယ်ပြီးရင်အပါတို့စီခဏပြန်အောင်မယ်ညီအမားကိုလည်းလွမ်းနေပြီအခုတော့အဆောင်ပြန်အောင်လေကားပါတဲ့ကိုလိုက်ဖို့ပြင်မယ်နော်အခန်းရှိလူကြီးကိုစဉ်းစားဦးမယ်ဆိုပြီးကျိုးရှိရှိနဲ့လှန်ထားတဲ့ကလေးလေးကလူလေသိပ်ကြတာပဲဗျာတနေ့ထက်တနေ့ချစ်စရာကောင်းအောင်အသေးရအောင်လူကိုလာလှလုံနေပါတယ်အခုလဲစာမိုးပဲကန်းကအထွဲကော်ဖီအေးမတောက်ရလို့စိတ်ချင်နေတဲ့ဗျာအေးဆိုင်ကလူညံ့နေတာလေညီရဲ့ကိုအကြာကြီးစားအောင်မပေါ့မသိဘူးလို့ပဲခတ်တူတူပြောပြီးမျက်နှာလေးတုံမှုံနေပါတယ်မမြင်စဘူးမြင်ရတဲ့ဒီမျက်နှာလေးကြောင့်ကိုလေးတယောက်မှာအသက်တရားရသူ့အပေါ်ကြာရှည်စိတ်ကောက်သွားမှလဲစိုးရိမ်မိရဲ့သူလိုအပ်တာတိတိလေးကအစာမဖြည့်သီးပေးနိုင်လို့သူစိတ်ညစ်မှလဲစိုးရဲ့ကိုကသူ့ရဲ့လူတရလေးပျော်ရွှင်ခြင်းလေးပဲဖြစ်ချင်တာလေဒါကြောင့်ကဲပါကိုတို့ဘာခဏဝင်အောင်ကိုဖြော်ပေးမယ်နော်ကောက်တေးလေးကိုကားထဲမှာပဲထားခဲ့ပြီးကော်ဖီအေးအမြန်ဖြော်ရပါတယ်ဘားတဲ့ကိုခေါ်လာမိပြန်လဲဟိုကောင်နေနောက်မှလဲစူရတယ်လေကဲရပြီဗျာဟာချစ်စရာလေးနော်ဘူးကအယုတ်လေးရလဲပြုံးလို့ဟီအော်ဒါနဲ့ဘလောက်ကြလဲညီပိုက်ဆံမပေးရသေးဘူးလေပိုက်ဆံမယူဘူးတဲ့ပိုက်ဆံမယူဆိုအလကားပေါ့အလကားမဟုတ်ဘူးလေကိုလေးတယောက်ကမင်းတန်ရဲ့ဘာကိုမှုမွေးလေးနမ်းလိုက်ပါတယ်ဟာကိုလေးသူများတွေမြင်ကုန်မယ်အိုက်ကော်ဖီကိုယူနေရလေဘသူမြင်ပေါ့တော်ပြီအဆောင်ပြန်လိုက်ပို့ပေးတော့အဆောင်ပြန်လိုက်ပို့ရမယ်ဆိုရင်ဂေဒီကထပ်ပြရမှာနော်မပေးဘူးပေါ့ချစ်စလိုက်တာကွာတောင်းထားတဲ့အဖြေလည်းမပေးသေးဘယ်ချိန်ထိစောင့်အောင်မလဲဗျာကိုလေးကအခုလိုရီးသက်သက်လေးမေးလိုက်တော့သူကအခုကဆမွဲတော့မစဉ်းစားရသေးဘူးနော်ကိုစောင့်မှမယ်အရင်ကကိုအနိုင်ယူခဲ့သမျှအခုလူလေလေးအနိုင်ယူတာလှည့်သားတာကိုပဲခံနေရပါတယ်ကြည်ကြတာလေးတွေရစ်တာလေးတွေနဲ့ကြောင်းသောကြောင်းမြန်သူစိတ်တိုင်းကြနေရပါတယ်ညီကိုဒီတိုင်းထားလို့မရတော့ဘူးပြန်ပြီးဖြန်ကြပေးမှရတော့မယ်ဒီတိုင်းဆိုရင်အဖေမပေးပဲအချင်းကြီးကြာကြီးဆွဲထားနိုင်တယ်ကိုထွန်းတောက်လင်းကျွန်တော်ကားပေါ်ရောက်ချင်းသူကျွန်တော်နာမည်ခေါ်နေစဉ်ကျွန်တော်ကသူ့ဘေးကထိုင်ကုန်ကပတ်ကိုဖြုတ်ရင်း
သူမျက်နှာလေးကိုအနီးကပ်ကြည့်ရင်သူ့နှုတ်ခမ်းလေးကိုနမ်းလိုက်ပါတယ်ခပတ်ပတ်လေးညီရဲ့နောက်တစ်ခါခပတ်မဖိုက်ရင်ကိုအပြစ်ပေးမှာနော်ညီဘယ်သွားခြင်းလဲဘာစားခြင်းလဲဒီနေ့စမွေးကနဲ့မှတအားပင်မန်းတော့ပဲကိုလေးအားညီဘယ်မှမသွားချင်ဘူးအဆောင်မဲပြမယ်အိတ်ချင်နေပြီအိတ်တော့မှအေးဟာနိုးမှစာဖတ်တော့မယ်သူ့အဆောင်ရှိကာရတော့ကျွန်တော်ကသူ့ကောင်လေးကိုအသာပုတ်ပြီးညီအခုကညနေ4 နာရီကိုည8 နာရီရရင်စာဖတ်ဖို့ဖုန်းဆက်လိုက်မယ်ဟုတ်တယ်ဒီလိုကြတော့လေကျွန်တော်အချစ်လေးကလူလိမ္မာလေးဗျာမြန်မာစာနဲ့ရေးထားတဲ့စာတွေကိုကြောက်တော့သူအဲ့ဒီဘာသာရပ်တွေဆိုရင်အားစိုက်ရတာပင်ပန်းရှာမှာကိုကတော့လှုပ်တွေ့လို့ရင်သူ့အကြောင်းတွေးရတာပင်ပန်းနဲ့မဆိုသာဟယ်လိုညီထားတော့လေညီစာကြည့်ရမယ်လေဟုတ်ညီခဏအိတ်ချင်သေးတယ်ထညီအကိုမင်းဆောင်ရှေ့ရောက်နေရနော်ခဏထွက်လာပြီဟုတ်လာပြီသူကတန်းပြီးရိုးတူလေးထွက်လာပါတယ်ပါဇက်ကိုလည်းလက်ကလေးနဲ့အုပ်လို့တဝါတန်းနေပါတယ်ရော့ဘာမစားသေးဘူးမလားဒါလေးစားပြီးမှစားကျင်တော့ဒါကဘာပဲတီးအေးတုံးတောက်ချင်လဲတောက်လိုက်ရော့ယူလိုက်လေသူကကျွန်တော်နီးနားထိမလားပါအဝေးကနေလက်လှမ်းနေရမို့ကျွန်တော်ကဒုက္ခကိုလက်တစ်ဖက်ကနေလှမ်းဆွဲယူကဖက်လိုက်ပါတယ်ပြီးတော့နှစ်ဖူးလေးကိုမွေးလိုက်ပါတယ်ကိုလေးညီညက်တာမသိရသေးဘူးလေပါပြင်လေးကိုပါထပ်နှံပြီးညီကိုချစ်တယ်နော်သွားစားချစ်တော့ထပ်အိမ်မနေနဲ့နော်ဟုတ်ဟုဆိုကသူအဆောင်ထဲဝင်သွားပါတော့တယ်ကိုလေးကတော့သူအဆောင်ထဲဝင်သွားတဲ့အထိမပြန်ပြစ်သေးပါအချစ်ရှိတဲ့အရာမှာပဲတဝဲပြန်တန်းနေတဲ့ချစ်လိပ်ပြလေးလားစမွေးပြီးတော့ကျောင်းတစ်ခုလုံးကျောင်းသားတွေယူတူရွာတော့ဖြစ်နေပါတယ်ထန်တော့သွားကြမဲ့လူတွေရုပ်ရှင်သွားကြည့်ကြမဲ့လူတွေကလတ်သွားကြမဲ့လူတွေဖျားဘူးသွားကြမဲ့သူတွေခရီးထွက်ကြမဲ့သူတွေနေပြန်ကြမဲ့သူတွေနောက်ပြီးလုပ်ငန်းခွင်ဝင်ရမဲ့သူတွေနဲ့လှုပ်ရွာနေကြပါတယ်ဟေးမင်းထန်ခဏနေကားလာတော့မယ်နော် ready ပဲလေဒီမှာဒါနဲ့မင်းတို့အကြောင်းသွားမဲ့အကြောင်းမင်းကိုကြီးကမသိဘူးလားမသိဘူးဒီနေ့သူဂျူတီက evening လေနောက်ပြီးသူကငါဒီလိုတွေသွားတာကိုတိတ်မကြိုက်လို့တိတ်မပြောဖြစ်ဘူးဖြစ်ပါမလားကိုမျိုးကိုရောလိုက်မှာနော်ရပါတယ်ဟာကိုလေးနားလဲပေးလိုက်ပါတယ်စမွဲဆိုတဲ့စိတ်မရှိတော့တာရဲ့သွားကျင်တဲ့နေရာကိုသွားရတာရဲ့အကြောင်းမင်းတိုင်ရဲ့စိတ်တွေပိုပြီးပေါ့ပါလာတယ်လို့ခံစားရပါတယ်ရောက်ဘူးကျင်တဲ့နေရာဖြစ်တာမို့မှတ်တမ်းတွေများကြီးယူခဲ့မယ်လို့လည်းတွေးထားပါတယ်မေနုအုပ်ကျောင်းဆိုတာမန္တလေးနဲ့အလန်းဝေးတဲ့တနေရာမို့သွားရတာအနည်းငယ်တော့ကြာပါတယ်မေနုအုပ်ကျောင်းတီးချီရနေရာရောက်တော့ည9 နာရီခွဲပါပြီမိုးတောင်ချုံနေခဲ့ပါပြီညီဘယ်မှာလဲကိုလေးကျွန်တော်မေနုအုပ်ကျောင်းရှိတဲ့နေရာမှာညီဘသူတွေနဲ့လဲအဖေါ်တွေရောပါလားကိုခန်းတော့ပါတယ်တော်တော်လေးများတယ်မနေ့ကပြန်လာမှာညီကိုလေးဖို့ဘာဝယ်ခဲ့ရမလဲလူလိန်လေးပလီမနေနဲ့အဲ့ဒီမှာထူထူဘာမှမရောက်ဘူးကိုရင်ကုန်နဲ့ကိုပြန်လာရင်ရပါပြီဗျာကိုကညီပြန်မလာမှာပဲကြောက်တာအမေအရေးထိတောက်ထားပြန်ပြီလားမတောက်ပါဘူးညီကိုတကယ်ပြောတာပါဟုတ်ကဲ့ပါညီမနေ့ကပြန်လာမှာပါကျောင်းမရေကူးဆိုင်တော့ညီကိုမျိုးချစ်တယ်သီလားကိုလေးကချစ်တယ်လို့ပြောပြီးဖုံးချသွားခဲ့ပြီးတဲ့နောက်ကိုခန့်အနားရောက်လာပါတယ်ကိုကြီးကပြင်စပါပြီဖြစ်နေပြီတဲ့လားမဟုတ်ပါဘူးသူစိတ်မဆိုးရဘူးဟာလေတံပျော့လေးနဲ့ချိုးနေအောင်ပြောတာတကယ်တော့နင်းကိုလေးကတနာစရာပါဟာဘာလို့လဲဒီလိုဟာကိုမျိုးကိုကဒီအုတ်ချောင်းပိုင်တဲ့မဲနုရဲ့အမျိုးအနွယ်လေးမဲနုသမီးကစင်ပြူမရှင်သူ့ရဲ့မြေကကြတော့စုဖျားလိုက်ဒါတွေသိရမလားအဲ့ဒါတွေရဲ့အနွယ်လေးနောက်ပြီးတရုတ်တို့ကတီဘောကိုတော်လေးနန်းတက်တော့
စုဖျားတတ်တဲ့အမျိုးတွေတဲ့ခါကြံရည်သူတွေတဲ့မတဲကြဘူးသူတို့အမျိုးနွယ်နှစ်ခုဟာမျိုးကိုရဲ့အဖေကသာနိုင်ငံသားမှုဘာသာရေးအရာခရစ်ယာန်ယူလို့နည်းနည်းရှင်းသေးတာမျိုးကိုရဲ့ဦးလေးတို့ဒီမျိုးကိုရဲ့ဝမ်ခွဲအကိုတို့နဲ့မင်းကိုလေးတရုတ်ရဲ့ဝမ်ခွဲအမနဲ့ရတော့နှစ်ဖက်အမျိုးတွေစကားချစ်တင်ပြောကြတာစကားများကြတာဆိုပါလေ9 ရက် 9 လီမပြီးနိုင်ဘူးတလားအဲ့ဒါနဲ့လက်မယားနှစ်ယောက်ကြမပေါင်းလိုက်ရဘူး꿰ကြတာပဲကိုမျိုးကအမျိုးကုန်မောက်တယ်ဟာတပတ်သားဟိုတင်းစီစီပြောတယ်တို့လည်းအဲ့လိုမျိုးပဲမကြခဏပြောတယ်ကိုမျိုးကနေမှုလို့တာမပြောတာတရုတ်ကတိခတ်နိုင်တယ်လို့တိခတ်ရှာပါတယ်အိမ်အောင်꿰ခဲ့တဲ့တရုတ်တို့ရဲ့ဝမ်ခွဲညီမဆိုတာလေအရင်ကအပြင်းတော့မထွက်ရဲဘူးမျိုးကိုတို့အမျိုးတွေမျိုးကိုတို့ရဲ့အပေါင်းအသင်းတွေကလေအဲ့ကောင်မလေးကိုမြင်အာကောင်ကိုချစ်ပြီးကြွဲခိုင်းဟဲ့ပြီးသူတို့ရှိမှတမင်တကာတထွေးထွေးကြတာတချို့ဆိုလို့ရှင်လေသူ့ကိုမြင်တာနဲ့ရွက်ဆောင်ပြီးပြောကြတာဟိုကွာရတယ်မရှိအောင်ကိုပြောတာအားကြောင့်တရုတ်ကစုဖျားလက်တုံးနဲ့စစ်နွယ်နေတဲ့အထင်ကရနေရာတွေဆိုရင်မသွားဘူးတရုတ်မှမဟုတ်ပါဘူးသူတို့မျိုးကြီးကုန်မသွားကြဘူးအော်ကိုလေးတို့ကဒီလိုရာသဝင်တွေကလူတွေစီကနေပါလာတဲ့သွေးကြောင်အမုန်းပွားနေကြပါလေဟုတ်မှထင်တယ်ဘာကြောင့်ရင်မသိမင်းထန်မင်းတို့အုပ်ကျောင်းမှာအလားတပ်ပုံတော်မရိုက်ဖြစ်ခဲ့ပါဘူးအုပ်ကျောင်းတခါမှမင်းတို့ရဲ့သူသမီးစင်ပြူမရှင်ရဲ့နောက်ပြီးသူမြေစုဖျားလက်တို့ရဲ့တမိုင်းတွေကဒီအနွယ်ဘွားတွေကိုမမုန်းပေမဲ့သူတို့သွေးတွေစီးနေသေးတဲ့လူတချို့ကြောင့်နာကျင်နေရတဲ့လူကိုစိတ်တန်ရာကအစာမပေးသေးလို့ပါအထူးသဖြင့်ကိုလေးတယောက်ကိုပေါ့ကိုလေးရှိမှဒီလိုတွေမပြောမိဖို့ကအစာစင်ကြရမယ်ဟုသူဆုံးဖြတ်လိုက်ပါတယ်ညီအဆောင်ပြန်ရောက်တော့အဆောင်ရှိမှမမကြီးရှိနေသူကကိုလေးပါဒါကြောင့်မင်းထန်ကစိတ်လိုလျာပြေးဖက်လိုက်ပါတယ်ကိုလေးကြည့်အောင်ကွာသူလှုပ်ချင်တာလုံးရင်အဲ့လိုပြုံးပြောနေတတ်တာကိုကတော့သူခီးပန်းလာမယ်ထင်နေတာညီကားတော့မကဲဘူးလာပါကိုလေးရဲ့အဆောင်ထဲသွားရအောင်ဒီမှာညီလန်ထိတ်ကနေမုံတီဝဲလာတယ်အတူစားအောင်နော်စိုးပေလေးကကိုလေးလက်ကိုဆွဲလို့အဆောင်ထဲကိုဝင်သွားပါတော့တယ်အဆောင်ထဲရောက်တော့သူကိုယ်တိုင်မုံတီကိုပကံများတစ်ချက်တည်းထဲဟင်းရီကိုလည်းပကံလုံးနဲ့ထဲကဇွန်းကအစာပြင်းစင်လာပါတယ်တတ်တရရနဲ့စားခြင်းစပွဲလေးမို့ကိုလေးတည်ကြနေမိပါတယ်နောက်ပြီးတော့စိတ်ထဲမှာလည်းကြည်နူးနေမိပါတယ်စိုးပေလေးကသူ့ဘေးမှာအတူလာထိုင်ပြီးရော့ကိုလေးစားဟာမုံတီကိုလှမ်းခွနေတော့ရင်ခုန်စွာစားမယ်ပေါ့လေကိုချစ်ကခွန့်ကြွတဲ့အရာသာလေးကိုမုံတီညက်ယူလာတဲ့ဒူတစုံကိုပကံနဲ့ပြန်ချတော့လူကသူ့ဘာကိုမှုေးမိသွားပါလေရောညီမုံတီပဲခွန့်လေမဟုတ်ဘူးကိုလေးငေုတ်တီးဟာတောင်းတိုင်းပါလာလို့ကိုလေးဝါမြင်စမှမို့ငေုတ်တီးကိုဖယ်မလို့လေညီပါပြင်လေကမှုေးလိုက်တော့ကွာဟိုဘက်ပါလေးရောထပ်နိုင်ကျင်သေးတာညီရလားကိုနန်းလို့ရလားကိုလေးမရဘူးအခုပဲနန်းလိုက်ပြီကိုနော်ညီနော်လို့ပါပဲနော်မာညီရအာမွေးနေတာပဲချစ်လိုက်တာညီဟာအခန်းလေးထဲမှအနန်းတချို့သည်အခန်းပြင်ဘက်သို့ပြန်ထွက်လာပါတော့သည်အခန်း30ကိုလေးနဲ့မင်းထန်တို့အချစ်ခီကတာယာဖြောင်ပြူးနေခဲ့ပါပြီလူတစုအားကြတဲ့အထိချစ်စရာကောင်းတဲ့ဇုံတွဲလေးအဖြစ်လဲသိကြပါတယ်အားပေးနေတယ်သဘောကျတယ်နော်လို့ဆိုပြီးဝမ်းမန်းတသာလာပြောချသူတွေလည်းရှိပါတယ်ကိုလေးတယောက်တည်တဲ့အချစ်ဆိုတာနားလည်ပေးရခြင်းအလိုက်တသိကျူးဆိုင်ပေးရခြင်းပါပဲတဲ့အရှိမထားခဲ့တဲ့ကောင်မလေးကြီးသားတွေအပေါ်ဘလို့မှအလိုက်မသိတတ်တဲ့သူကမင်းထန်တဲ့တွေ့မှဂယူးတဆိုင်အလိုက်သိပေးရခြင်းဆိုတဲ့ကျင့်ဝတ်ကိုစောင့်စည်းခဲ့ပါတယ်တဲ့မင်းထန်တည်တဲ့အချစ်ဆိုတာတော့စောင့်စားရခြင်းပါပဲတဲ့
မင်းထန်ရဲ့မေးစေးလေးတွေကကိုလေးအတွက်အထီးကျင်ဆုံးအခိုင်ကျင်ဆုံးနေရာဖြစ်ပြီးသူ့ကိုရင်ကုန်ထဲမှာထားပြီးထွေးပွေ့ထားတဲ့အခိုက်တန်ကကိုလေးတယောက်အတွက်ပျော်ရွှင်ရဆုံးအချိန်ပါပဲတဲ့ကိုလေးရဲ့သွားတွေနဲ့သူ့ရဲ့လက်မောင်းကျွတ်သားတွေကမင်းထန်အတွက်ကြည့်ကောင်းတဲ့နေရာတွေပါတဲ့ကိုလေးစီကနေရတဲ့ကိုသင်းနှံ့လေးကိုလည်းကြိုက်ပါတယ်တဲ့သူခဏခဏပြောတတ်တဲ့ချစ်တယ်ဆိုတဲ့စကားသံလေးကိုကြားရတဲ့အချိန်ကအပျော်ရွှင်ရဆုံးအခိုက်အတန့်ပါပဲတဲ့ညီကိုအလုံနာတဲ့ရလေးဆိုင်ကပတ်စီမလို့ညီလိုက်ချင်လားဟုတ်လိုက်မယ်လေဒါမှဖြည်းဖြည်းမောင်းတော့မာအကြုံနန်းတွေဓာတ်စီဒီဇယ်နတ်တွေနဲ့ဝေးရာစကိုင်းတရာကြီးစီကိုထွက်ခဲ့ကြပါတယ်အချိန်ကမြတ်မိုးချုပ်ခဲ့ပါပြီစံကလေးကိုလမ်းဘေးမှာချရပြီးအေးရမြစ်ပြင်ကိုတလဲမီးရောင်တွေထိန်းနေတဲ့စကိုင်းတရာကြီးကိုတလဲမန္တလေးမြို့ကြီးကိုတလဲကြည့်ရင်စိတ်ထဲမှာကြည်နူးမိပါတယ်အေးရမြစ်ပြင်ကနေတိုက်ခတ်လာတဲ့လေပြေကြောင့်အေးမြမြအထီးတွေနဲ့လက်ဆက်တဲ့ခံစားမှုကိုပါရပါတယ်ပါလာတဲ့ဖြိုရီဘူးလေးတွေကိုဖောက်တော့ရင်မင်းထန်ရဲ့ဖုံးလေးညီးလာပါတယ်မင်းထန်ငါတို့မျိုးမရက်ကိုထဲဇာဖို့တော့ကြည့်မလို့မင်းလည်းလိုက်မှာစို့အခုပဲမှာတော့မင်းအေးလိုက်မှာစောင်းငါပြန်ခဲ့တော့မှာနော်တေချာဆောင်နော်ကိုလေးကိုလိုက်ဖို့မယ်အတူသွားရအောင်ဟိုရောက်တော့ပွဲစည်းတဲ့ရှောက်သွားကြရင်ပင်လေဓမြစီခဲ့ကြပါတယ်ဖိုးရွှေအောက်ချင်းလေးကအစကတော့ဗလနဲ့ဇနဲ့ကြောက်ပုံမပေါ်ပါဘူးဒါပေမဲ့အချိန်ရလာတဲ့အချိန်မှာတော့သူအော်ဟစ်ပါတော့တယ်ဟူးသူ့ကိုဖက်ပြီးတအားအော်နေတဲ့မင်းတန်ကိုကြည့်ပြီးကိုလေးကပြုံးနေပါတယ်ဘယ်တိအောင်ပြုံးလဲဆိုရင်ပင်လေဓမြဆက်ရတော့တဲ့အထိပါပဲကိုလေးဘာလို့လူကြည့်ပြီးပြုံးနေရလဲညီရဲ့ပုံစံလေးကိုချစ်လို့လေမတက်စရာကြီးအဲ့လိုမကြည့်နဲ့လူဝါစားတော့မလို့နဲ့ပြီးတဲ့နောက်ပွဲစည်းပြင်ဘက်ကထရီတိုင်ကိုရောက်သွားကြပါတယ်ထရီတိုင်နဲ့ဝင်ပြီးထရီလေးမြူလာသူတို့တောက်ဖြစ်ကြပါတယ်လက်ကျုပ်ကင်နဲ့ထရီနဲ့ကတောက်လို့ကောင်းတော့မင်းထန်ဘာကြောင့်ရင်မသိတခေါက်ပြီးတစ်ခွက်ဆက်တောက်လိုက်ပါတယ်ဒီလိုဆက်တောက်လိုက်တော့လူကမူရိပ်ဖြစ်လာပြီးညီတော်တော့ဘာလက်ကိုလေဘာဖြစ်ချင်တာလဲညီမူးနေပြီလေတော်လို့ခွက်ကိုလူယူတော့သူကငိုယူပြီးကြည်ကြလာပါတယ်တော်ပြီလို့ညီစတော့ချင်သေးတယ်ကိုလေညီမရောက်တောင်းမှာဒီလိုနဲ့သူတစ်ခွက်ပြီးတစ်ခွက်ဆက်တော့ရင်မူးလာတော့អော်ပါတယ်ကိုလေးကျွန်တော်ခမားကိုဒီဇင်ဘာ29မှာအပြည့်ပေးမယ်ဗျာသူတော့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုကြောင်စီစီနဲ့ကြည့်နေကြပါတယ်ဇက်ပွဲတဲ့ရောက်တော့လဲကောက်လိုက်တာဆိုတာကိုယ်ကောက်နေတာပါပဲကိုလေးတယောက်မှသူပြောနေရလေးကိုကြည့်ပြီးကျဉ်းနှံ့နေမိပါတယ်ညီဒီလိုပြောနေရလေးကိုပဲကိုအသက်ထက်ဆုံးမြင်ပြစေမင်းတက်မှာတော့ဇက်စင်ဘော်ကအဆူရှင်နဲ့အတူတချင်းတွေလိုက်ဆိုလိုက်ခုံလိုက်ကောက်လိုက်နဲ့လောကကြီးကိုလေးဟာနယ်ထဲမှာထက်ထားလို့ကိုမကားမှုဒါဟာဆိုးတယ်နေရနာလေခွန်လိုပါတယ်ဆိုးတယ်ကိုမကားမှုဒါဟာဆိုးတယ်နေရနာလေခွန်လိုပါတယ်ဆိုးတယ်အခန်းစစ်တဲ့ဟယ်လိုညီဗီဒီယိုကောဖွင့်လေဖွင့်ကိုင်းမှဖွင့်လာတော့ပေါ်လာပါပြီငမူးလေးရဲ့မျက်နှာညီညောင်းပြီးခိုက်ခဲနေရပဲဗျာခေါင်းနဲ့လည်းမူးနေတာညောင်းမှာပေါ့ညီတောက်တာများတယ်အချိန်ကြာကြီးလည်းကထားသေးတာဟုတ်ညီနောက်ကိုမပါပဲအဲ့လိုအများကြီးမတောက်ဘူးနော်ဘာလို့လဲညီကမူပြီးရင်တောင်ပြောမြောက်ပြောသေးတာ
ဘာပြောလို့လဲညီပြောတာညီအကုန်မှတ်မိတယ်ညီဘာမပြောတကယ်မှတ်မိရပေါ့လေဒါဆိုဒီနေ့ဒီဇင်ဘာ29ရက်နော်ညီအဲ့ဒီညကဒီဇင်ဘာ29ရက်နေ့မှာကိုအဖြစ်ပေးမယ်လို့អော်ခဲ့တယ်နော်ပြောမိလို့လားညီပဲညီပြောရမြင်မှတ်မိရဆိုမင်းတန်ကရှစ်လာပြီးအနီးနားကခေါင်းကြီးကိုယူပြီးမျက်နှာကိုကွယ်လိုက်ပါတယ်ညီကိုလေးကိုချစ်တယ်ဘာအကုန်မကြလိုက်ရဘူးညီဘာလို့မျက်နှာကြီးကိုခေါင်းနဲ့ကွယ်ထားရတာလဲပြန်ပြောပါဦးညီရဲ့အာမသိတော့ဘူးဒါပဲညီဟောဗျာဒီကောင်စိုးလေးရတော့ချစ်စရာလေးကွာအဖြေပေးပြီးရဲ့နောက်သူနဲ့ကိုလေးတယောက်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေ့ရက်တိုင်းကိုဖြတ်တန်းလာခဲ့ရပါတယ်ကိုလေးညီအခုတလောမကိုရန်တတိရတာပဲညီပါတို့မာတို့ရှိတဲ့အိမ်ကိုပြန်အောင်မယ်ခွန်လည်းတင်ထားတယ်ဟုတ်ပါရဲ့သူဒီရောက်တာ2 နှစ်ကျော်ခဲ့ပြီလေသူ့ဖေနဲ့သူ့မိကိုတတိယလောက်ရောပေါ့အကြာကြီးနေမလားညီပါတို့မာတို့အလွမ်းပြေတဲ့ထီတော့နေရမှာပေါ့ကိုကတော့လွမ်းနေရတော့မှာပဲဗျာပုံစံကနေမကြောင်ဖုံးမပြောဘူးနော်တောင်စလတ်မြေကိုပြန်ရမယ့်အောက်ချင်းလေးရဲ့အိမ်မြန်ခီးကတော့နှင်းတွေခြုံထားပါတယ်တောင်လန်းတွေကမင်းထံကိုပွေးဖဲကြိုဆိုကြပါတယ်အိမ်ကိုပြန်လာရတဲ့ခံစားချက်ကလည်းရင်ထဲမှာတမျိုးကြီးပါပဲအိမ်ရှိရောက်တဲ့အထိတကူးကူးကိုလိုနေတယ်လို့ခံစားနေရပါတယ်အရင်တုန်းကပျော်စရာကောင်းတဲ့ဒီမြေကသူ့အတွက်ဒစိမ့်ဆန်လိုသလိုဘာလိုဖြစ်နေပါတယ်အိမ်ကလည်းပေါက်တီးပွန်းလို့ဘာမားရေမားမရှိကြပါလားအပကိုရောအမားကိုပါမတွေ့တော့ဝမ်းနေလာပါတယ်ဖနာကျွတ်မှလည်းဖနာတရားမှမရှိအိမ်ပြခတ်မှလည်းလူရိပ်မငင်မားရေမင်းထပြန်လာတယ်မားကိုလွမ်းလို့မားရေကောမကြအိုမကြတဲ့အပြင်ရှာလည်းမတွေ့တော့မျက်ရည်ပါဝဲကျင်လာပါတယ်ဒါနဲ့ပဲအိမ်မှာရှိတဲ့အခန်းတွေအကုန်လုံးကိုဖွင့်ကြည့်မိပါတယ်မားအိတ်ခန်းထဲမှာမားကခွခွလေးအိတ်လျက်မားဘာဖြစ်တာလဲမားတာမင်းတာရှေမားတောင်းတဲ့ရေကိုယူပေးပြီးနောက်မင်းတန်ကမားနေမကောင်းဘူးဆိုတာသိတဲ့နောက်ချက်ချင်းပဲဟာခါတော်ဖို့ပြင်ရပါတယ်အသင်းတော်ကတာဝန်ရှိသူထံသွားပြီးတော့ကငှားရပါတယ်စိတ်ထဲမှာလည်းအတော်ကိုထူးပူသွားခဲ့ပါတယ်ဟာခါစီယုံမရောက်မချင်းဖရားရဲ့ကျေးဇူးတော်တွေကိုအောင်းမေးလျက်အပြစ်တွေရှိကခွန့်လွတ်ပေးဖို့လည်းအချိန်တောင်းမှလေခြေမကင်မီလက်မကင်မီအယူမီဝိုင်းဖြစ်နေရှာပါတယ်ကူရမဲကေရမဲကောင်လေးတယောက်အနေနဲ့ဒီလိုအခြေအနေမှာဘာကုမှသတိမရနိုင်ပါစေးရုံလူနာဆောင်နေရာမှာထိုင်လျက်တခုခုကိုစိုးရိမ်နေတဲ့အောင်တွေးပြီးတော့ဝမ်းနေနေမိပါတယ်မောင်လေးမင်းထန်မမီတိတ်ကြီးစိတ်မပူပါနဲ့တောင်ပေါ်ကမိခင်နေရဒီလိုပဲကိုဝင်ဆောင်တဲ့အခါကျရင်လေကလေးအနေထားမှန်အနေထားမှန်မကြည့်ဘူးကလေးအနေထားမှန်မသိပဲအရာလက်တဲ့နဲ့မရမကောင်းမွေကြတော့ဒီလိုနောက်ဆက်တွဲတွေဖြစ်ကြတာဒီလိုလှုပ်လိုက်တော့တအူးမှာပဲဒီလိုမရမကောင်းမွေတော့လေတငယ်အင်အားထိတ်မရပဲဖြစ်တော့တာအမမင်းမေကိုတားဖွားမိရသမားတို့နဲ့အပီဒီချာလေးကြည့်ခိုင်းထားတယ်အဆင်ပြေတော့မှာပါမမီကျွန်တော်ပြန်လာလို့ပဲတော်သေးရဲ့အိမ်မှာမာတယောက်တည်းပါလည်းမရှိဘူးစင်ပြေမှာပါမောင်လေးရဲ့နောက်နေ့မနေ့ရောက်တော့ဟာခါကနေရွာကိုပြန်ခဲ့ကြရပါတော့တယ်တော်သေးတာပေါ့မကြီးမမဖြစ်တာမင်းတန်နဲ့မာရိုစေကန်းပြပြီးအိမ်ကိုရောက်တာ4 ရက်ကျော်ကြာခဲ့ပါပြီအပါခုထိပြန်မလာသေးပါ
အပါဘာဖြစ်နေရလဲအပါဘယ်ဒီသွားနေရလဲအခန်းစနေဒီနေ့နဲ့ဆိုသူပြန်သွားတာတပတ်ရှိခဲ့ပါပြီဖုံးလဲမလားသူ့သတင်းလဲမကြားတော့လူမာနေရခက်ချပြီနေရခက်တဲ့စိတ်ကြောင့်အိမ်မပြောစမဝင်ဒါနဲ့ပဲမဆိုင်မတွားကားငှားပြီးတော့ချင်းတောင်ကိုလိုက်ရကြပြီသူပြန်မလာတော့ဘူးလို့တွေ့ရင်ကိုကလိုက်ရတာပေါ့ကိုကြီးကားခဏရပ်ပေးပါဦးလွိုင်းလင်းတောင်တက်မှာပလိုင်းနဲ့ဦးလေးတယောက်ကိုတွေ့ရပါတယ်ဦးလေးဘယ်သွားမလို့လဲလာကျွန်တော်တို့နဲ့တူလိုက်ခဲ့ပါလားဗျပလိုင်းနဲ့ဦးလေးကအသာတကြီးလိုက်လာခဲ့ပါတယ်ကားပေါ်ရောက်တော့မှထိုဦးလေးကိုစကားသမီးပြောကြည့်ရပါတယ်သူကသူမိမအတွေ့တော်ရဲကိုနာစေးကမုံစီးမြက်သွားရှာတာဖြစ်ပြီး10ရက်ကြာနေခဲ့ပြီလို့ပြောပါတယ်သူမိမအတွေ့သူစိတ်ပူနေပြီဖြစ်တဲ့အကြောင်းလည်းပြောလာတော့ကိုလေးတယောက်ကိုချင်းစာမိပါတယ်တခေါ်လောက်မောင်ပြီးရဲ့နောက်မှာတော့ထိုဦးလေးအိမ်ကိုရောက်ပါတယ်လာဟေးဦးလေးအိမ်ကိုနားကြအောင်မိုင်းကိုပြန်လာပြီအာဘာအဲ့ဒီပါလာတာကိုလာမာကအသားကင်နဲ့ရင်နွေးချမ်းနဲ့ချပေးပြီးအစာပြေသားဖို့ကောင်းညင်းလဲကျွေးပါတယ်ဘာထွက်သွားပြီနောက်ရဲ့သားလေးပြန်ရောက်လာတယ်မာတို့ဟာကားစီုံသွားပြီးစိတ်ကူကြသေးတယ်ဟိုမှာကိုစမောင်သမီးမိနဲ့တွေ့ခဲ့တယ်အေးဟုတ်သလားကိုစမောင်ကိုလည်းတားတဲ့ဟေးမြေပြန်ပြီးကြတဲ့ကတစ်ခေါက်ကိုရောက်မလာတာဒါနဲ့လူလေးတို့ကဘယ်ကိုသွားကြမလဲအော်ဦးလေးတော်လေးကျွန်တော်ကအခုနာကပြောနေတဲ့ဦးစမောင်ရဲ့သားပါဒီဖုန်းထဲကညီလေးရွာပြန်သွားလို့လိုက်ခဲ့ကြတာလေဖုန်းထဲကနေပုံလေးထုတ်ပြတော့ဘာယောမားပါအံအားသင့်သွားကြပြီဒါမားတို့သားလေးသူအသိတော်ခဏသွားတာတိုက်ဆိုင်လိုက်တာကွယ်မင်းကကိုစမောင်တို့အမကြီးတို့ရဲ့သားပေါ့မင်းအမေရောအမကြီးငါအမရောနေကောင်းရဲ့လားဟုတ်နေကောင်းပါရဲ့ဗျာအမေနေကောင်းပါတယ်ဒါနဲ့အရင်ငါအိမ်မဟုတ်ပါလားအရင်ငါအိမ်ကတောင်ပြိုတော့လေအဲ့ဒါဒီဘက်ရွှေ့ခဲ့ရတာသားတောင်တော်တော်အရွယ်ရောက်လာပြီပဲဒါနဲ့ပဲသူမရှိတော့မားနဲ့ပါထန်သူနဲ့ကြိုက်နေတဲ့အကြောင်းသူ့ကိုချစ်မိသွားတဲ့အကြောင်းပြောလိုက်ပါတယ်ပါမားကိုချစ်တယ်လို့ကျွန်တော်ညီကိုချစ်တယ်ကျွန်တော်ညီနဲ့တသက်လုံးနေခြင်းနဲ့ဘာလို့သဘောတူမလားမတူဘူးလားတော့မသိဘူးညီကိုတသက်လုံးပြောင်းထားမယ်လို့လည်းကတိပေးပါတယ်မာကတော့သဘောကျနေရန်ရှိပြီးဘာကတော့ဘာမှမပြောသေးပဲစဉ်းစားနေပါတယ်ခရီးကရောက်ချင်းမဆိုင်မတွားပြောမိတယ်လို့ဖြစ်သွားတော့ကိုလီတယောက်ဘာကိုအားနာသွားပါတယ်တကယ်ဆိုတ냐လောက်အိပ်ပြီးမှဘာကိုပြောပြတင်တာခွန်တောင်းတင်တာပေါ့လေဒီလိုစကားမျိုးကိုလောလောလတ်လတ်ပြောသိရဲ့လားလို့လည်းသူမတွေးမိခဲ့ပါဘူးအခုတော့မှားသွားပြီလားလို့တွေးရင်ဘာထံထွက်လာမဲ့စကားတချို့ကိုဆိုင်းငှက်နေမိပါတယ်ဘာကတော့စိတ်လိတ်တူကြီးကိုအန်ခဲပြီးတော့တခုခုကိုစဉ်းစားနေတဲ့အကြောင်းရှိပါတယ်တပြင်းတစ်ခါချပြီးမှဘာကသူ့ကိုတည်တည်ချာချာစိုက်ကြည့်ပါတယ်မင်းတို့ချက်ကိုဘာမကန်ကောပါဘူးကွယ်ဒါလေးလေးပြောမယ်ဆိုရင်ပါကျင်တတ်ပါတယ်တောင်ပေါ်ဒေသကပါတယောက်ထံကနေဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ကိုလေးတယောက်ဘယ်လို့မှထင်မထားခဲ့ပါဘူးအကောင်းဆုံးအဖြေကိုရခဲ့တဲ့အတွက်ဘာကိုတအားကျေးဇူးတင်သွားပါတယ်အခန်း73မားရဲ့ကျမ်းမာရေးသိချရတဲ့အခါမင်းတန်တို့မန်လေးကိုပြန်ခဲ့ကြပါတယ်။ဘာနဲ့မားရဲ့ရေရှည်ကျမ်းမာရေးအတွက်ကိုတော့မမီကိုပဲအပ်ခဲ့ကြရတာပါ။ဟာခါနဲ့မဝေးတဲ့ရွာလေးအတွက်မမီကသူကိုယ်တိုင်သွားပြီးတော့ဂယုစိုက်ပေးမယ်လို့ဆိုလိုပါတယ်။မမီကလည်းသူတို့နှစ်ဦးကိုအရင်ကတည်းကသဘောတူပြီးသားလေ။ဒီတော့သူတို့နှစ်ယောက်ရှိရေးအတွက်မမီကူညီနိုင်တာကိုကူညီမယ်လို့ပြောလာပါတယ်။ဟယ်လိုမင်းတန်မဟုတ်ဘူးလားငါကဘာလဲအမလေးလန့်လိုက်တာစီစားကြောင်
မင်းကဘာလို့သူ့အကောင့်ဝန်သုံးနေရလဲမင်းရုပ်ကြီးပိတ်စမ်းမှာကွာငါဖုန်းကောပဲပြောမယ်ဒါကငါချစ်လေးအကောင့်လေးအကောက်ကြံနေတဲ့မိသားတွေကိုဝင်ရှင်းမလို့ထင်မထားဘူးငါတငယ်ချင်းလေဘလို့ပုံစံခွန်းနဲ့ရည်သားဖြစ်သွားတယ်ကိုမသိဘူးဒီလိုပုံစံခွန်းနဲ့ဆိုရင်တော့သူအနေထိုင်ခက်ရှာမှာဟေးငါကပုံစံခွန်းမဟုတ်ပါဘူးဘဘူးဆရာပါဟာကိုလူချင်းတဲ့ချစ်သူကိုယ်တိုင်ထုစစ်ထားတာဟုတ်ပါရဲ့အထူးကောင်းသူကြီးရဲ့အေးဟုတ်တယ်ငါကအထူးကောင်းသူကြီးဒါနဲ့ဘာကိစ္စရှိလို့လဲဖုန်းခေါ်တာလေသူဆောင်မွေးအောင်နေလို့ပြောမလို့တကယ်လားညီမင်းထန်ညီဆောင်မွေးအောင်ပြီတဲ့ကွာပြောဆူဆူနဲ့မင်းထန်ကိုဖစ်နံပြီးမချီလိုက်ပါတယ်ဆောင်မွေးအောင်နေဆိုတော့ဂုံပြုပေးရမယ်ကိုချစ်သူလေးကိုဒီနေ့ဆောင်မွေးအောင်တာဆိုတော့ငါဖုန်းမချသေးဘူးလေအမလေးဗျာတကယ်တည်းမှာပဲအားကြနေရင်ကိုယ်တိုင်ထုစစ်ငခန့်ရေးဒါပဲဖုန်းချပြီးမင်းထန်ကိုနမ်းလိုက်ပါတယ်ညီမင်းထန်ကကိုလေးခေါ်တန်ကိုအလိုက်တသည်ကိုလေးကိုပြန်နမ်းလိုက်ပါတယ်ညီကိုရိုလက်ထပ်ကြရအောင်ကွာနှစ်ဖက်မိဘတွေလည်းကိုရိုသဘောတူနေရပဲကိုအမြန်ဆုံးလက်ထပ်ကုန်ပေးနော်ခမညာအလိုကျူတင်စီစဉ်ထားတာမလားစီစဉ်ထားတာမဟုတ်ပါဘူးချစ်ရထုစစ်ထားတာပါကိုကအထူးကောင်းသူကြီးလေအခန်းလေးထဲတွင်ချစ်သူနှစ်ဦးရဲ့ရေတံတွေပြန်လွန်သွားပါတော့တယ်မိုးကောင်းငင်မှာလည်းရောင်စုံတက်တန့်တစ်ခုကလှပကိုညက်စွာတည်ရှိနေပါတယ်အချစ်ကိုချိုးချံချွေတာနိုင်ကြပါသည်ချွန်းချစ်ချိုးချံဝိုင်းလန်းစာရေးစရာချွန်းချစ်ချိုးချံရဲ့အထူးကောင်းမှဆိုတဲ့ဝတ္ထုကိုဖတ်ပြလုပ်ပြီးပါခင်ဗျာဇာတ်အင်ကောင်းတဲ့ဒီဝတ္ထုလေးကိုနားထောင်ပြီးတော့ကြည်လူကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာရှင်လန်းကြပါစေ